ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရိသတ်တွေအတွက်ကျမတို့ရဲ့ channel ကနေဇာတ်လမ်းကောင်းများစွာကိုရွေးချယ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်တွေအတွက်တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဂျင်းရှမ်းယူရေးသားထားတဲ့ကျမချစ်သူအယောင်ဆောင်တမိုးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့ဇာတ်လမ်းအသစ်တွေတင်နိုင်မှာသိရှိနိုင်လဲဘေးနားနိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။တော်လန်တစ်လျှောက်အယောင်ဆောင်ပန်းလေးတွေနဲ့လှပလုံးပါပဲမြင်းလေအတွင်းကနေချောင်းကြည့်နေရတာမို့သာအောက်ဆင်းပြီးတိချာလေးကြည့်ရမယ်ဆိုရင်စိတ်တွေလန်းဆန်းသွားစီမှာပဲ။ရှောင်းမိန်ဆိုတဲ့သူမကမင်းသမီးတစ်ပါးမဟုတ်တော့မင်းသမီးဆိုလို့သူမကိုမြည်သူမှမင်းသမီးတစ်ပါးလို့မဆက်ဆံခဲ့ကြပါ။အစင်းနှိတ်ကိုလုတ်တော်တယောက်ရဲ့သမီးမို့ရှောင်းမိန်ဘဝကအမြဲတမ်းအနှိမ်ခံခဲ့ရရင်နှစ်ပြည်တော်စစ်ဖြစ်တော့ငိမ့်ချမ်းယူဖို့သူမကိုတိုင်းတစ်ပါးအားတစားကန်အနေနဲ့ပို့ပြစ်ပြန်နေမမေဆုံးပြီးကြရမျက်နှာလွယ်ခဲပြစ်ထထားပြီးအခုလိုအတော့ထိုးကျွေးလိုက်ပြန်ပြီတော်တော်လေးတရားကြစရာဘဝကြီးပါလားနော်ရှောင်းမိန်မှာနောက်ဆန်တင်းစရာတွေမရှိတော့ဘူးသူများတိုင်းပြည်မှာဒုက္ခမရောက်ဖို့သာမျှော်လင့်ရမှာပဲလမ်းဘေးဘက်ပတိသေးသေးလေးတွေကနေလေတဖြူဖြူဝင်နေရဲ့ရှောင်းမိန်မျက်နှာဘဝပဝါပါပါလေးကတလွင့်လွင့်ဝေဝဲလျက်သူမမျက်နှာအုပ်ထားရအကြောင်းရှိရဲ့သူမမျက်နှာကိုမြင်သွားကြရင်သူမကိုလူရင်အချင်းချင်းတက်ပြတ်ကုန်ကြလိမ့်မယ်။တိုင်းပြည်မှာသူမအနှိမ်ခံခဲ့ရတာရှောင်းမင်းရဲ့ချောမောလုံးနဲ့မျက်နှာလေးကြောင့်လည်းဖြစ်တယ်။73နှစ်လောက်ကသူမမျက်နှာဟာတိတိတတ်တာချောမောနေပြီ။အိမ်ရှိမင်းသားကသူမကိုလိုချင်တယ်လို့ဘရင်ထံတောင်းခဲ့တော့မောင်နှမဝမ်းခွဲတွေလည်းဖြစ်သူ့သွေးသားမို့စိတ်ချရဲဆိုပြီးလက်ခံခဲ့တယ်။အိမ်ရှိဆောင်အသေးလဲကြိုက်နေတဲ့တဝမ်းခွဲအမရှောင်းမင်းမျက်နှာကိုရုပ်ဆိုးအောင်ချစ်ရတကူလှုပ်ပစ်ခဲ့တယ်။ကံလန့်ပြတ်အစင်းရာကြီးကြောင့်သူမကြောင်လုံးလို့9 ရက်လောက်ဇက်တိုက်ဖျားခဲ့သည်သူမအဖျားလေးပျောက်ရောထိုရုပ်မာရဲ့တဝမ်းခွဲအမကအိမ်ရှိဆိုင်ရင်ကျင်ရတော့ဖြစ်နေပြီအဲ့ဒီကလေးကရှောင်းမင်းမျက်နှာကိုပဝါနဲ့꿰ထားခဲ့တယ်အခုသူမအသက်18ရုပ်ဆိုးစေတဲ့တရားဟာလေမမေကမရှိမဲ့လက်ဝတ်ရတနာလေးတွေရောင်းပြီးကုပေးလို့ပျောက်သွားပြီဒါပေမဲ့ပဝါနဲ့ဆက်ဖုံးထားစေပဲသူမရုပ်ဆိုးနေစေထင်လို့သာအခုလက်ရှိဘရင်ရခင်သူမကိုပိုးပန်းခဲ့ပါတော့အိမ်ရှိဆန်ကအခုလိုတစားခံအနေနဲ့လွတ်လိုက်ခြင်းသာတော်လောက်ပြီအတိတ်ဆိုးတွေများလုံးနဲ့တိုင်းပြည်ကိုရောင်လို့တောင်လှည့်မကြည့်ချင်တော့အခုလွတ်လိုက်တာပဲကြည့်အစီကံတယောက်ပဲထည့်ပေးလိုက်တယ်လေတိုက်ရင်တိုင်းပြည်မှာဘလောက်များအနှိမ်ခံရအောင်လိမ့်မလဲဘရင်ကငငယ်လေးလို့ကြားတယ်အသက်ငယ်ပေမဲ့ပြတ်သားပြီးရက်ဆက်တယ်တဲ့ရှောင်းမိတ်အစီကံကတော့တိုက်ရင်ဘရင်ဟာအရန်ချောတယ်ပြောတယ်ရုပ်ချောလီပို့ကြည့်ဖို့ကောင်းလေပဲလေရှောင်းမိတ်သူများတိုင်းပြည်မှာဘလို့အခက်ခဲတွေနဲ့ကြုံရအောင်မလဲနော်တော်ရဲတောင်တွေကတစ်ပင်တွေတဘာဝအလှတွေကနေနေအိမ်တွေဈေးဆိုင်တန်းတွေရှုပ်ရှက်ခက်နေတဲ့လူတွေကိုတွေ့နေရပြီဆိုတော့မြို့ထဲဝင်နေပြီပေါ့။နိုင်ဝက်လောက်ဆက်သွားပြီးတော့ရက်သွားတယ်။ရွှေအားကတကားဖွင့်ပြရနဲ့လက်ကမ်းပေးရဲ့။ရှောင်းမင်းရွှေအားလက်ကိုလှမ်းကန်လိုက်ပြီးခြေတလန်းချင်းဆင်းလိုက်တယ်။သူမလာကြိုတဲ့သူဆိုလို့သဘောကောင်းတဲ့ပုံရှာမဲ့ကြည့်ကောင်းတဲ့မိမဆိုးပဲရှိရဲ့။အဲ့ထိုမိမဆိုးနောက်မှာကောင်မလေး2 ယောက်လောက်တော့တွေ့ရဲ့။မင်းသမီးလေးရောက်ပြီဆိုရင်အနောက်ကလိုက်ခဲ့ပါ။အရင်ဆုံးအဝတ်စားလဲပေးပါမယ်။အတော်လျှောက်ပြီးတော့အထီးကျန်စွာတည်ရှိနေတဲ့နန်းဆောင်တကူမင်းသမီးလေးဒီမှာခဏရက်နေရပါမယ်။အရှင်မင်းကြီးကမင်းသမီးလေးကိုလုတ်တော်မြောက်မယ်လို့မိန့်ထားပါတယ်။အခမ်းအနားခဏနေစမှာပါ။ရှင်အားနဲ့ဝင့်အောင်ဒီတို့ကမင်းသမီးလေးကိုတိကျပြင်ဆင်ပေးလိုက်ပါ။ပဝါဖြုတ်လို့မရအောင်။ဟုတ်ကဲ့မင်းသမီးလေးအရှင်မင်းကြီးမိန့်ထားပါတယ်။တော်သေးရဲ့အတွင်းနေမဖြုတ်ခိုင်းကြလို့ကျလို့မင်းသမီးလေးကြွလာပါပြီ။အနီရောင်ဖြိုးဖြိုးဖြက်ဖြက်လက်နေတဲ့မင်္ဂလာဆောင်ဝတ်ဆောင်အပြင်အနီရောင်ပဝါပပကလည်းမျက်နှာတစ်ဝက်ကိုဖုံးအုပ်ထားသည်အဲ့ဒီအပြင်မှာအနီရောင်ပဝါစာတစ်ခုဟာခေါင်းပေါ်ကနေထပ်အုပ်ထားသည်ဆိုတော့ရှောင်းမင်းခမစိတ်အိုက်လို့သေးတော့မီပဝါနှစ်ခုထပ်ထားရတာဆိုတော့ရှေ့ကိုလုံးဝမမြင်ရတော့စိတ်ချင်းကြက်လာတာရောအသက်ရှူရကြက်လာတာရောကြောင့်ခြေလမ်းတွေမှာကဟတ်ထိုးလဲကျသွားတော့တယ်ကျမ်းပြင်းတဲ့နှစ်ဖူမိတ်ဆက်ပြီးလို့ထင်လိုက်ပေမဲ့တကယ်တမ်းကျသူမလဲမကျသွားခဲ့ပါတစုံတစ်ယောက်ကလှန်ထိန်ပြီးလိုက်တော့ကြောင့်တစုံတစ်ယောက်ကလန်ထိန်ပြီးထားလိုက်တော့ကြောင့်သာပဝါစတွေကြောင့်ဘသူပဲဝါမှမသိပေမဲ့ယောက်ျားတစ်ယောက်ဆိုတာကိုတော့အတိကြပြီဇနီးမောင်နှံအချင်းချင်းကြော့ပါကြော့ကြပြီးသူတို့သားကပဝါစဆွဲဖယ်ပေးရတယ်ဒါမှမင်္ဂလာမြောက်တာသို့ပေမဲ့ဘယင်းဆိုသူကသူမဂရုမစိုက်အဖက်မလုပ်ပဲထွက်သွားတယ်အဲ့ဒီညတညလုံးဘယင်းမကြွလာခဲ့ပါဘယင်းမကြွလာခဲ့ပါသူမတယောက်တည်းအဆောင်ထဲမှာအနီရောင်ဝစ်ဆောင်ကြီးဝင်းလျက်ပဝါကြီးဖုံးထားလျက်နဲ့ငုတ်တုံအိပ်ပျော်သွားရတယ်။ဒါပေမဲ့မနက်မိုးလင်းတော့
မျက်နှာဖုံးမှာဖုံးထားတဲ့ပဝါကဘေးကိုပြုတ်ကျနေအောင်တီးလိုက်တယ်။အိတ်နေရင်ရောင်ပြီးဆွဲဖယ်ပြစ်လိုက်မိရဲ့ထင်တယ်။အိုးအိပ်ပြေမှမလာတာငါဘာသာငါဖဲရတော့တာပေါ့။နေပေါ့မလာတာပြောတော့ပြောသေးငါလောက်ချော်တဲ့တော့မရတာဒင်းနစ်နာနောက်မှယူကျုံးမြရဖြစ်ပြီးအချစ်ကလေးအသက်ကလေးလာလို့ကြည့်ငါနဲ့တွေ့မယ်။ကိုလို့တော်မင်းရွှေရပါမျက်နှာတစ်ပေးဖို့ဝင်လာခွင့်ပြုပေးပါဝင်လာခဲ့လေ။အိုးမမလေးညတညလုံးရွှေရထိုင်ဆောင်ပေးပါအရှင်မင်းကြီးတကယ်မလာမမလေးပေါ်ရက်ဆက်လိုက်တာနန်းတွင်မှာမမလေးအပြောခံထီရောမယ်တူတူပြောစမ်းဒီမှာငါတို့နှစ်ယောက်ရှိရသူတို့ကလူများစုစကားပြောတာစင်ချင်းလူပြီးသိပါပြီအေးပြီးတော့မလာတာငါပူရာပြောသေးလွတ်လွတ်လပ်လပ်နေလို့ရပေါ့ဒါပေမဲ့မမလေးမျက်နှာသားမြင်ကြည့်ပါလားမမလေးစောင်းနေအောင်ပြန်မှာမဟုတ်ဘူးတိတ်ဆန်းဘာပြောနေရလဲဒီကြောင်လုံးဝထပ်မပြောမိစေနဲ့ကြားလားဩကျန်တဲ့သူတွေကိုအပြင်မှာပဲထားလိုက်နေမဲငါနားမနေဒါဆိုပဝါချွတ်ထားလို့ရပြီ။နှုတ်ပြီးသိပါပြီ။ပြီးတော့ငါ့ကိုမမဲပဲခေါ်တော့မမလေးလုံနေနဲ့နန်းတွင်စီကန်းနဲ့ကြိမ်တန်ထိငါမှကဲဖို့အာနာမရှိဘူး။နှုတ်ပြီးနားလဲပါ යි မမဲ။အရှင်ညကိုလုတ်တော်မင်းစီမသွားဘူးဆို။ဘာလဲငါကိုရဆက်တလာသမျှကိုလုတ်တော်တွေလိုက်အိပ်ပေးရမှာလား။အိပ်ပေးရပါမယ်။မဟုတ်ရင်အခြားသူတွေပြောစရာဖြစ်နေမှာပါ။ကျင်းစစ်သူတွေမင်းငါကိုတော့အကြောင်းမသိရလဲမဟုတ်ပဲအပေါ်တွေမလျှောက်တင်နဲ့တော့။ဒါပေမဲ့ကဲတော်ပြီဒီညနန်းပြင်ထွက်ဖို့သွားပြင်မှာအမိန့်တော်အတိုင်းမှာရှင်းရဲ့တငယ်ချင်းတစ်ဖြစ်လဲစစ်သူကြီးချင်းကတော့တိတ်မကြီးချင်းမတက်နိုင်နိုင်ငံရေးတွေနဲ့ခေါင်းခဲနေရတဲ့အထက်ဘယ်မိန်းမနဲ့မှမအိပ်နိုင်သေးပါမိဖုရားကောင်နေရလွတ်နေသေးပြီးကိုလုတ်တော်15ရောက်မှတယောက်နဲ့မှသွားမအိပ်ခဲ့အကုန်လက်ခံယူပြီးအဆောင်တဆောင်ပေးကပြစ်ထားလိုက်တာကြီးပဲမိန်းမတွေမကြိုက်ဘူးဆိုပြီးကောလာဟာလတိုးတိုးတတေထွက်နေရရှင်းသိပေမဲ့လစ်လူရှူထားလိုက်တယ်မိဖုရားမြောက်ခဲ့ရင်လဲသူတကယ်ချရတဲ့ပြိုမတီကိုတွေ့ရောက်မှပဲမြောက်မဲစိတ်ကူတယ်ကိုလုတ်တော်တွေပဝါဆတော့ဖယ်မကြည့်ခဲ့ပေမဲ့သူ့ကိုတွေ့ရင်ပျော်ပြီးလုံနေရဲ့အထဲတွင်သူသဘောကျတရားမှတော့မရှိပေရှင်းတကယ်များမိန်းမတွေမကြိုက်တာလားငါဘာတွေးနေရလဲဟိုကောင်ကျင်းပြောရနဲ့ငါလည်းအတွေ့အလွန်ကုန်ပြီခေါင်းတဆက်ဆက်ခါလိုက်ကပုံနေရဲ့စာရွက်လေးတွေပဲဆက်ဖက်နေလိုက်တော့တယ်ညတကာလောက်ကြတော့အပြင်ရဆူညံတန်တွေကြောင့်ရှောင်မိန်လက်နိုးလိုက်ဆူညံတန်ဆိုပေမဲ့သူမနေရဲ့အဆောင်ကတော့ဟုတ်ဟန်မတူအဆောင်အပြင်ဘက်ကရဲမဲ့အတန်တွေပြီးအိတ်ချင်မှုတို့နဲ့ထထားလိုက်ပြီးလေဝေနေရဲ့ပရင်းပေါက်ကိုထပိတ်လိုက်တယ်အိတ်ချင်နေပါလေဆိုနောက်အောင်ကြီးရဲ့ပရင်းပေါက်ထပိတ်ပြီးကတင်ဘက်ပြန်သွားလို့ပဲရှိသေးအိတ်ခမ်းတကားကရုတ်တရက်ပွင့်သွားပြီးလူတစ်ယောက်ဝင်လာတယ်မောင်နေလို့တေချာမမြင်ရပေမဲ့ယောက်ျားတစ်ယောက်ဆိုတာတေချာပါဘာလို့တာဒီချိန်သူမလန့်ပြီးအော်မလို့ပါဇက်ကဟယုံပဲရှိသေးတယ်တူလူကသူမအနာလျှောက်လာပြီးပါဇက်ကိုအုပ်လိုက်ပြီးပါဇက်ပိတ်တာထားပါတော့ဘာလို့ငါခါကိုဖတ်ထားလဲသူမယုံနေပြီမဲ့ပို့ပြီးတင်းတင်းကြပ်ကြပ်အဖက်ခံရရပဲအဖက်တင်နေပါဇက်ကိုပိတ်ပြီးအနောက်ကနေဖတ်ထားတာများတင်းတင်းကြပ်ကြပ်အေးဟာဖတ်ကျင်တလောက်တာဖတ်တော့အပြေးအဆူညံနေတဲ့ရဲမဲ့အတန်တွေရက်သွားတော့မှအတင်းဖတ်ထားတဲ့ထိုလူကလွတ်ပြီးတော့တယ်တောင်းမမာကြီးကိုတော့ငါအပေါ်ရီပြောနေနဲ့ထွက်သွားစမ်းမှာဟမ်သူကောင်မလေးကသူ့ကိုအပြုံအတင်းနေလွတ်နေရလေငါဘာတူလဲမသိရလားဟေ့ဒီမှာငါဘာတူလဲမင်းမသိဘူးလားသူပြောလိုက်တော့ခက်ဝေးဝေးရသူမကအနာတုတ်လာတယ်ခြေတလုံးဖက်တောင်းမှမလို့များလားသို့တော့သူမသူ့မျက်နှာနာနှာခေါင်းချင်းထိလို့မတက်ကတ်လာပြီးသူ့ကိုတည်တည်ချစ်တာကတ်ကြည့်နေရတယ်သူတော်မစီမဆိုင်အသက်အောင်ထားမိရဲ့တတွေးလဲခဏခဏမြုပ်ရှားမိသလိုရင်တွေလဲတိုင်းတိုင်းနဲ့ငါဘာဖြစ်နေရလဲဟာမသေးကွဲပေမဲ့ဝိုးတဝမြင်နေရတဲ့သူမလေးရဲ့မျက်နှာကကြည်လေဝင်းမှုတ်ပြီးအတော်ချောမှန်းသိတာတယ်။ပန်းရနက်လိုအမွှေးနံလေးကလည်းသူ့နှာခေါင်းကိုကလီကလီဖြစ်စေ။ဘာလို့နေရလဲကွာ။သူ့အသက်မရှိရကြလို့တေကာနီရောမှသူ့မျက်နှာနာကပြန်ခွာသွားတယ်။အခုမှပဲအသက်ဝဝရှူရတော့တယ်။ဘာလို့တာလဲ။တူတူပြောပါ။တရားရောက်ကြသွားရင်အလကားတက်ခေါင်းဖြတ်ခံရအောင်မေ။သူမလေးရဲ့အတန်ချွတ်လေးဟာသူ့ကိုစိတ်ပူနေတဲ့အရေးရောင်နေနဲ့ပျော်မသွားနဲ့ကျမပြောတာကျမခေါင်းဖြတ်ခံရမှာဆိုလို့ပြီးတော့ကျမတေချာကြည့်ပြီးရှင့်ကိုမသိဘူး။အော်ပြောမိရတော့မှားတယ်။ဒါဆိုခုနငါမျက်နှာနာအတင်းကတ်တာသူနဲ့သိမသိကြည့်ရပေါ့။ကောင်းတယ်ငါမှတရော့မလို့ပဲ။ဒါဆိုလဲသွားလာအောင်မယ်။သွားကျမလည်းပြန်အိတ်တော့မယ်။တကားနာရောက်ခါနေမှပြန်လှည့်လာပြီးနမရပါလေ။သူမသူ့ကိုတေချာလဲမမြင်ရပဲလှမ်းကြည့်နေပြီးစဉ်းစားနေသေးရဲ့။ရှောင်းမယ်။ဟုတ်ပြီချမယ်။ငါရှင်မ။ရှင်ဟုတ်ပြီမှတ်ထားလိုက်မယ်။သွားတော့လေ။ထိုလူထွက်သွားတော့မှ
အိယာပေါ်ပြန်လေကတက်တောင်တက်တာအိတ်လိုက်တယ်။တရင်ကအိယာတွေကတကယ်ကောင်းနေနူးညံ့နေရပဲ။ရှင်အရှင်မင်းဘယ်ရောက်သွားလဲ။ကျွန်တော်မျိုးကကိုရံတော်တက်တွေလွတ်ပြီးရှာခိုင်းတော့မလို့အိတ်ဆောင်တဲ့ဝင်ဝင်ချင်းမင်းသူ့ကိုစီးကြိုကစုပူတဲ့ကျင်းစစ်သူကြီးပန်းရနံလေးအရှင်မင်းဘာပြောကျင်းစစ်သူကိုအဖက်မလောက်ဂရုမထားပဲတလုံးပေါ်သားတက်သွားပြီးကိုတော်အိတ်ချင်ပြီးကျင်းစစ်သူကြီးခမအိမ်ဖန်ဆောင်တဲ့ကိုရံတော်ကိုအိတ်ဆောင်တဲ့လွတ်လိုက်ရတယ်။ဒါတော့ပြန်မထွက်ခင်မျက်စိမှိတ်ပြီးရင်ဘတ်တကိုင်ကိုင်နဲ့ပြုံးဖီဖီဖြစ်နေတဲ့ဘရင်ကိုလှဲ့ကြည့်လှုပ်သွားသည်။ဖတ်တော်ဖတ်လိုက်မိသေးရပဲ။ဒီလိုမှန်းသိမျက်နှာချင်းဆိုင်ဖတ်ကြည့်လိုက်ပါ။ဒါမှဘလို့နေလဲသိရမှာ။စစ်ပွဲရခရပြီးတန်လို့စစ်သူရဲတွေကြွေးကြော်တန်လို့သူ့ရင်ထဲမှာဝေယုံသုံးကားဖြစ်နေသည်။ရှောင်းမိန်နဲ့လား။မနက်စာ3 ဆောင်လို့ရပါပြီ။လက်ကပြလိုက်တော့အစီကံကောင်းမလေးထွက်သွားကြပြီးရွှင်အားပဲကြံခဲ့တယ်။ပဝါကြီးကမုန်းလိုက်တာ။တနေ့ဘယ်သွားပဲလားပဝါကြီးနဲ့ဒုက္ခရောက်လိုက်လေချင်းအခြားအစီကံတွေမရှိမှပဲပဝါချွတ်ကစားရတော့တယ်။စားရတာအဆင်ပြေရဲ့လား။ဘေးကနေရက်လေးတစ်ခက်ခက်နဲ့မေးတဲ့ရွှင်အားငါလည်းမပြောတတ်တော့ပါဘူး။ဒီရောက်မှတော်ဝင်အစာရောင်တွေကဘာလဲဆိုတာသိခွင့်ရတယ်။တန့်ရင်ဘရင်ကသူကိုယ်တိုင်လာမတွေ့တာလွင်အစာရောင်အကုန်ပေးထားသေးရဲ့။ငါတော့နားမလဲတော့ဘူး။သူပြောလိုက်တော့ရွှင်အားကအခန်းထဲမှာဘသူမှမရှိကြောင်းသိချအောင်ကြည့်သေးရဲ့။ပြီးမှမသိတော့သေးဘူးထင်တယ်။နူပြီးကြားထားလေရှောက်တယ်မှမယ်။အော်အဲ့ဒီနန်းသုံးစကားတွေထားပြီးလုံရင်းပြောစမ်းပါ။ဒူးလေးထောက်လျက်သားအတိုင်းအနားတိုးလာပြီးတန့်ရင်ဘရင်ကမိမတွေမကြိုက်ဘူးတဲ့။ရှောင်းမင်းဘလို့ဖြစ်တာဒါဆိုသူကဘာကြိုက်တာလဲ။မမေကလေပြောရှာဆက်မပြောပဲမျက်ခုံးတပင်ခက်ပြုံးနေဆိုတော့ဖះဟိဒါဆိုဘရင်ကကိုလောက်တော်တွေအမိခံသဘောထားတာပေါ့နေပါဦးဒါဆိုသူကြိုက်နေတဲ့သူကငယ်ကလေးကရင်းနှီးလာတဲ့သူလို့ပြောကြရင်စစ်သူကြီးဆိုလားပဲအိုးဘလို့တွေဖြစ်ကုန်တာပါလေမကြိုက်ဘူးဆိုရင်လေအခုလိုအမိခံမထားသင့်ပါဘူးသူဘရင်မဲအကုန်လုံးဘသူမဆိုသူစီရမှာပါပဲဒါမဲ့သူသာငါ့ကိုကိုလောက်တော်မမြောက်ခင်ငါအနေခံဘဝနဲ့တက်တက်လောက်နေရမှာပေါ့ဒီလိုဆိုတော့လေဒီဘီကိုကျေးဇူးတင်ရမှာပဲနေရောဒီလိုဆိုတော့ပဝါမရှိရဲ့ပဝါမကွယ်ထားရင်ငါမျက်နှာမြင်လိုက်လေကိစ္စမရှိဘူးဆိုတဲ့သဘောမဟုတ်လားဒါဆိုရင်ငါလွတ်လပ်နေလို့ရပြီပေါ့အတွင်းနဲ့အတူဝမ်းသာအားရမတ်တက်ရက်လိုက်ပေမဲ့အဲ့လိုဆိုရင်တော့ဘရင်ကငါ့ကိုတစ်ချက်ကလေးရတွေးဝင်ပြရမှာမဟုတ်တာငါဘလို့ပဝါဖြုတ်ဖို့ခွင့်တောင်းရမှာလဲဘရင်ကိုခွင့်မတောင်းမဲ့ပဝါဖြုတ်ပြီးရှောက်သွားပြန်လေဒါဘယ်ကမိန်းကလေးလဲဆိုပြီးထောင်နှန်းဆန်နေရအောင်မလွယ်ပါလားနော်ဘရင်ကမိန်းမပဲကြိုက်ယောက်ျားပဲကြိုက်ငါအတွက်တိတ်အကျိုးမရှိပါလားဘယ်တော့မလို့ပါလဲပန်းနူရဖြော်ဝစ်စုံလေးကအောက်ဖျားမှာပုံနေရမို့အတာမကတကားဘက်ကိုရှေ့လန်းတော့ရွှင်အားကမီးလာပြီးအဆောင်ဟိုဘက်နာဥယျာဉ်လေးတင်မှာစိတ်မပူနဲ့နေခဲ့လိုက်တော့စိတ်မချပေမဲ့နေခဲ့ဆိုမှတော့နေခဲ့ရုံပေါ့နနက်စာပွဲတော်ကြီးရဲ့ဘရင်မင်းမြတ်ကအမျိုးစုံသောမုတ်ပွဲတွေကိုကြည့်ပြီးပြုံးစီမုံတစ်မျိုးသုံးဆောင်လိုက်စဉ်တစ်ချက်ထရည်လိုက်နောက်တစ်မျိုးသုံးဆောင်လိုက်တစ်ချက်ထရည်လိုက်နဲ့စပိုစားလူတွေကတော့ပြုံးဖြီးလို့မင်းကြီးကသူတို့လက်ရာတွေစားပြီးဝမ်းမြောက်တော်မူနေလေတကယ်ကထိုးသို့မဟုတ်တာရှင်းမဲတည်ရဲ့ချုံမမွေအနံ့လေးတွေရတိုင်းညကကိုသိန်းနံလေးကိုတရိရတယ်အယောင်ဆုံးမုတ်ပွဲလေးတွေမြင်တိုင်းမတဲမကွဲပေမဲ့ဝင်းမော့ချောမွေနေလောက်မဲ့သူ့မလေးမျက်နှာကိုမြင်အောင်နေရှာမိန်နဲ့လားသူ့မလေးသားသူ့ကျင်ရတော့ဖြစ်လို့ကတော့ရှင်းတို့သူ့မနန်းဆောင်ကနေအောင်ပြန်မှာမဟုတ်ဘူးဘရင်ရထရောကျန်သူတွေကလည်းတဟဟာပေါ့ဘရင်ကရီလိုဝါလို့ရှက်သွားတာသူတို့ကရေကြောမပြတ်သေးရမို့ရှင်းရဲ့ငကားမျက်တောင်ရောက်လာပြီညီလာခံခမ်းမကိုကြွမယ်ရှင်းရများသောအားဖြင့်စကားအပိုလိုတွေမပြောတတ်ထို့သောမို့အစီကံတွေကလည်းတော်ရောအထွတ်မတက်ရဲပါလေညီလာခံခမ်းမနဲ့ဘရင်အိတ်ဆောင်ကြမှာဥယျာဉ်တစ်ခုပဲခြိုင်ထိုဥယျာဉ်တစ်ဖက်မှာတော့ကိုလုတ်တော်တွေပြီးထားတဲ့အဆောင်တွေပေါ့ပုံမှန်အတိုင်းဇင်းကြံလန့်အတိုင်းသွားနေရင်အကြားအာယုံတဲ့ရောက်လာတဲ့အတန်လေးဒီပန်းလေးကလှလိုက်တာကောင်မလေးတယောက်အတန်မင်းဒီအတန်ညကြားခဲ့ရတဲ့အတန်ရှောင်မိတ်အတန်ပန်းပင်တွေနဲ့꿰နေရမို့လူမမြင်ရဝင်းရုံကြီးမကပန်းပင်တွေကြားလှမ်းချောင်းလိုက်ပန်းပင်တွေကိုကြော်ကြည့်လိုက်လုံနေရဲ့ဘရင်ကိုအပားတော်မြဲတွေဘာမှမပြောရင်သူတို့ပါလိုက်ချောင်းကြည့်ရောရှင်ငါကိုတော့လိုက်လာခဲ့မယ်မောင်မင်းတို့သွားနေခက်တီတီအမိတ်ပေးလိုက်ပြီးပန်းပင်နှစ်ခုချောင်းခွကြော်ကအုံးရင်အတွင်ဝင်လိုက်တယ်ဘယ်ရောက်သွားပါလဲဒီနားလေးရင်ကြားလိုက်ရပါငါပဲနားကြမှားလားခလန်လန့်ခုံလေးမှာမင်းကလေးတယောက်နောက်ခိုင်းထိုင်နေသည်မို့အနားသွားကချောင်းဟန်းလိုက်တော့ဖြက်ကနေလှည့်လာရဲ့မျက်နှာ
ဒါဟိုတနေ့ကလက်ဆက်လိုက်တဲ့ကိုလုတ်တော်တယောက်ပဲကြက်လို့ဆိုလားပါလားသူမဝိယုံလေးကမြင်တာနဲ့ဒူးထောက်ကအယိုသေးပြီးရဲ့လက်အသာကားပြကလှည့်ထွက်လာလိုက်တယ်သူမနှုတ်ဆက်တာစောင့်မနေရောငါတီချာကြားလိုက်တယ်ထင်တာငါကြားမတာကိုညမမမဲမဲနဲ့ဘယ်အဆောင်ဝင်ခဲ့မှန်းမသိရတော့ဖြတ်တယ်အမတ်တူရဲ့သမီးများလားအမတ်တွေရဲ့သမီးတွေကသူ့ကိုရေလာမြောင်းပြီးလုံရင်နန်းတော်ဝင်နေကြပြီဟုတ်တော့မဟုတ်တော့ဘူးရှောင်းမိတ်ပုံစံအဲ့လိုလုပ်မှာမဟုတ်ဘူးဒါဆိုဘသူများလဲမသိတော့ဟိုကောင်ကျင်းကိုစုံစမ်းခိုင်းရတော့မှာပဲတဖြည်းဖြည်းခြေတံဝေးသွားမှတက်ပြေးအသာချရတော့တယ်ဟာပဝါဖြုတ်ခွင့်ပေးဖို့ရှောက်တင်ရမှာဘာလို့မိသွားရလဲဘေးကကြောက်ဖို့ကောင်းလိုက်တာဂါရဝပြူတာတော့လက်မခံဘာရင်မဟုတ်ညခိုးဝင်လာသူတရိယာသွားမိရဲ့အရက်အတော်ရှိပုံရပြီးခန့်အောရှက်ရှက်အတန်ကကြားရသူတို့စိတ်တွေဆွဲညှို့သွားတော့မရအိုးငါဘာတွေတွေးနေမိရလဲမိမသားတအုပ်အနေနဲ့ဒဇိန်းတွေကိုစိတ်နှလုံးထဲမဖိတ်ခေါ်သင့်ဘူးလေအချစ်ဆိုတာဘာလို့လဲမသိတခါမှသူ့အတွက်အချစ်နဲ့ပတ်သက်ပြီးအတွေးနဲ့ချေတာမျိုးမရှိအခုတော့သိပြီသူ့အတွက်အချစ်ဟာသူ့မသားသူဆိုတာလေအမြဲတမ်းနန်းတွင်းကြီးရာတွေနန်းပြင်ကြီးရာတွေအချင်းချင်းကြောက်တုံးနေကြတဲ့အမတ်တွေကိုထိန်းချုပ်ဖို့ကြိုးစားနေရရင်းနဲ့ပဲအချိန်ကုန်နေခဲ့တာထိုနေ့မတိုင်ခင်အထိပေါ့ထိုနေ့ညသူမလေးနဲ့မတွေ့ခင်အထိပေါ့အဲ့မတိုင်ခင်ကသူဟာနှလုံးသားမရှိမချစ်တဲ့ဘရင်တစ်ပါးပါပဲဒါပေမဲ့အခုတော့ချစ်တတ်သွားပြီညီလာခံခန်းမှာနေအမတ်တွေဟာအမှုကိစ္စတွေရှောက်တင်ကြအချင်းချင်းငင်းခုန်ကြနေရှိနေကြတယ်သူလည်းပဲအစပိုင်းကတော့အရေးကိစ္စတွေတိကျနားထောင်ပေးပါဒါပေမဲ့ရှင်နာအနာကပ်ပြီးတိုးဖွားဖွားလာပြောတဲ့သူမလေးရဲ့စကားတောင်ကြားရတယ်အနားမှမရှိပါပဲနားထဲမှာကြားနေရတာထူးဆန်းပါပြီဒါအခုမှမဟုတ်သူမလေးနဲ့တွေ့ပြီးကြရမကြာခဏဆိုသလိုရှောင်းမိန်လေးအတန်ကြားရတယ်ဖြက်ကနေဆိုသလိုမပီမသားမသေးကွဲတဲ့သူမလေးမျက်နှာကညီလာခံကအမတ်တွေစီမှာတွေ့ရပြန်ကောညီလာခံတစ်ခုလုံးချိုသားတဲ့အတန်တွေနဲ့လွှမ်းခြုံသွားပြီးအမတ်တွေကနေကိုလုံးကိုဟန်လှပတဲ့မိမပြိုလေးတွေဖြစ်သွားတယ်မျက်နှာကိုတီချပြန်ကြည့်လိုက်တော့ဟိုအဖိုးကြီးတွေပြန်ဖြစ်သွားပြန်ရောသူမမျက်နှာကိုတီချမမြင်လိုက်ရပါပဲနဲ့တင်းနေရဲ့ပန်းရနံ့လေးတူညင်ပြီးချိုသားတဲ့အတန်လေးကိုပဲဆွဲလန်းနေမိရဲ့ထိုညတစ်ကြိမ်သာကြားဖို့တာဖြစ်ပေမဲ့သူမလေးအတန်ကသူမလေးစီကပန်းရနံ့နဲ့လိုက်ဖက်ညီသလိုตาရတဲ့စောင်းတန်လိုစိတ်နှလုံးကိုဆွဲဆောင်နိုင်တယ်ကြားရသူအဖို့အေးမြစေပြီးရှောင်းမိသားသူ့ကိုအဖော်ပြုတ်ပေးမယ်ဆိုရင်သူ့တိုင်းရေးပြည်ရေးတွေနဲ့စိတ်တော်ကရှောက်နေရင်တော့မှသူမလေးရဲ့စောင်းတန်လိုตาရတဲ့အတန်ချိုလေးကသူ့စိတ်နှလုံးကိုငြိမ်းချမ်းစေမှာပဲအနားမှသာရှိရင်သိတ်ကောင်းပါပဲကွာဒါခမဲတော်ပြောတဲ့အချစ်ဆိုတာလားရှင်းနေတဲ့အကောင့်ထဲမမြင်ရတဲ့ထိုချစ်ချင်းဆိုသည်ကိုလက်မခံမယုံကြည်ခဲ့မေတော်ကငယ်စဉ်ကလေးကဆုံးပါသွားပြီးနောက်မကြခင်မှာပဲခမဲတော်ကွယ်လွန်သွားပြန်တယ်သူ့အနေနဲ့မိဘမြတ်တာဘာမှန်းသိကြမရလိုက်ပြီခမဲတော်ရဲ့အမိန့်စာကြောင့်ရောသူကအင်ရှင်မင်းသားဖြစ်နေတဲ့အတွက်ရောအလိုအလျောက်အပူပင်ကင်းကင်းနဲ့ဘင်ရီဖြစ်လာခဲ့တယ်အဲ့ဒီအချိန်ကခမဲတော်ပြောတဲ့အချစ်တယ်ဆိုတော့နားမလည်ခဲ့ဘူးမေတော်ကရှင်းအောင်မေးပြီးကလေးကကျမ်းမာရေးသိမကောင်းတော့နန်းတွင်သမားတော်တွေတိုင်းပြည်အနှံ့ကအတော်ဆုံးသမားတော်တွေကိုခေါ်ယူကုသစီပြီးမိရှင်အသက်9နှစ်လောက်မှာမေတော်အိယာထဲလဲတော်တယ်ခမဲတော်ကပဲမေတော်အသီးစိတ်ကအစာပြုစုခဲ့တယ်အနာတစ်ချက်လေးတောင်မခွာဘူးအမတ်တွေကအလိုက်တသိတိုင်းရေးပြည်တွေကိုကြည်ပွန်စွာဖြည့်ရှင်းပေးခဲ့ရတယ်နောက်သူအသက်10နှစ်မှာမေတော်ကွယ်လွန်သွားတယ်သူအဲ့ဒီတော့ကအရန်ငိုခဲ့ရမှတ်မိသေးတယ်ဒါပေမဲ့ခမဲတော်ကတစ်ချက်ကလေးအောင်မငိုတခုံးပဲပြောတယ်ခဏတော့အိမ်တော့ပြီးရင်တော့ပြန်နိုးလာပြီးကိုတော့ပြုံးပြအောင်နဲ့ခမဲတော်စကားကြတော့အပားတော်မြဲတွေကငိုကြတယ်ဒီစကားလေးကဘယ်မှာငိုရလို့လဲပေါ့မေတော်ရဲ့အပြုံခမဲတော်ကတိတ်မြတ်နိုးတာမေတော်ပြုစုနေရင်မေတော်ကအာတင်ပြီးခမဲတော်ပြုံးပြတော့ခမဲတော်ပြောတာသတိတော်ရမိသေးရဲ့နောက်လဲကျန်းအနာခွာမှမဟုတ်လို့မပြုံးလဲရပါတယ်ကွာတဲ့မေတော်ကွယ်လွန်ပြီးနောက်နေ့ကျခမဲတော်ကသူ့ကိုဆရာဝန်စီမှာပညာသင်ဖို့အပ်ပြီးအတော်ဆုံးကိုရံတော်တွေခန့်အပ်ပေးခဲ့တယ်။အဲဒီနောက်ခမဲတော်ကသူ့ကိုလုံးဝမတွေ့တော့ဘူး။မဟုတ်ဘူး။ဘသူ့ကိုမှခမဲတော်မတွေ့တော့တာပါ။နီနီညာညာမဲတော်အဆောင်မှာပဲတောက်စားနေရောတယ်။တခါရှင်းသွားချောင်းကြည့်ရောခမဲတော်ကတယောက်တည်းစကားတွေပြောပြီးငိုနေခဲ့တယ်။မတဲမကွဲကြားရတာကမဲတော်နာမည်တယ်လေ။အဲဒီလောက်ထိခမဲတော်ကမဲတော်ချစ်ခဲ့တာ။သူ့အသက်15နှစ်မှာခမဲတော်ကလည်းဘာကြောင့်မှမသိရပဲကွယ်လွန်သွားပြန်တယ်။သူစိတ်ထင်ခမဲတော်ရဲ့ခန္ဓာကိုယ်ကတိတ်ကျမ်းမှသလားလို့ခမဲတော်မကွယ်လွန်မီည
9 နှစ်နေမှပထမဆုံးအကြိမ်မဲတော်ချုပ်ပြီးထားတဲ့ဝတ်စုံတွေနဲ့ခမဲတော်သူ့စီလာတွေ့ခဲ့တယ်။မဲတော်ကွယ်လွန်ကလေးကမတွေ့ရတဲ့ခမဲတော်ရဲ့အပြုံးတွေကိုအဲ့ဒီညကသူ့မြင်ခွင့်ရခဲ့တယ်။သူ့ကိုပွေးဖက်ကအကြာကြီးပြုံပြီးစိုက်ကြည့်နေခဲ့တယ်။နှကန်းတွေကပြုံးနေပြီမဲ့ခမဲတော်မျက်လုံးတွေကအရေးကြီးတွေဘာလို့ဝိနေမှန်းသူမသိခဲ့။ခမဲတော်ကစကားတခုမဲ့ပြောပြီးပြန်ကြွသွားခဲ့တယ်။သားတော်ခမဲတော်အရင်ချစ်တာပါ။ဒါပေမဲ့သားမယ်တော်ခမဲတော်ပို့ချစ်တယ်တဲ့။သူတကယ်နားမလည်ခဲ့ဘူး။ခမဲတော်မဲတော်အလွမ်းပြေသွားပြီလို့ထင်ခဲ့တာ။ဒါပေမဲ့နောက်မနက်ရောက်တော့ခမဲတော်ကွယ်လွန်သွားပြီတဲ့လေ။အချစ်ကဤသို့နဲ့ကြောက်ဖို့ကောင်းသေးသည်ထင်ပါရဲ့။မျက်နှာတော်တိတ်ချမမြင်ဘူးတဲ့ဘသူမှမသိရဲ့မိမ့်မပြိုချစ်မိသွားသည်တဲ့လား။စမ်းကြည့်ပါပြီ။သူထင်ခဲ့တာမဲတော်ကတိတ်လာတော့ခမဲတော်ချစ်တာမဆန်းဘူးလို့ဒါပေမဲ့သူပါလိုက်တည်ရဲ့အထီတော့မထင်ခဲ့ဘူး။တိုင်းပြည်ကမိမလာတွေပေါ်များရဲ့နဲ့ဒီတယောက်မရှိရင်နောက်တစ်ယောက်ယူသင့်တာလို့သူတွေးမိခဲ့သေးရဲ့။နောက်မှသိရတာကအလှမယ်ရီဖြစ်တဲ့မဲတော်ထက်များစွာတပ်ပါတဲ့ကုံလှုပ်တော်ရီမိဖုရားတွေကိုတောင်ခမဲတော်ကတစ်ချက်ကလေးအောင်လှည့်မကြည့်ခဲ့တာပဲ။ခမဲတော်ကအဲ့လိုတိတ်ချစ်တဲ့ယောက်ျားတစ်ယောက်ပဲမဲ့တောင်ရင်ကြေပွန်းတဲ့ဖခင်ကောင်တစ်ယောက်တော့မဟုတ်ခဲ့ဘူး။အခုသူလည်းပဲရှောင်းမိတ်မျက်နှာဟာဘလို့လေးမှမသိရတော့မှသူ့စိတ်အလုံးစုံကိုသူမလေးကချုပ်ထင်းခြင်းနေပြီ။ညီလာခံသိမ့်မယ်။ငင်းခုန်နေတဲ့အမတ်တွေရဲ့ပြောလက်စပါဇက်ပေါက်တွေဟာဟောင်းလောင်းဖြစ်ကုန်တယ်။အရှင်ဗာမိတ်လိုက်တာအရေးကိစ္စတွေမဖြေရှင်းတော့ပင်ညီလာခံသိမ့်မယ်။ထူးဆန်းနေပြီမဲ့တကယ်တမ်းအမတ်တွေဒူးထောက်ကပြောလိုက်တာကအမိန့်တော်အတိုင်းပါတဲ့။ရှင်းပြန်မကြွခင်စစ်သူကြီးကျင်းကိုတစ်ချက်စိုက်ကြည့်သွားတယ်။နန်းဆောင်တကားဖွင့်ပြီးရှင်းဝင်လာတော့ထိုစစ်သူကြီးကရောက်နှင့်နေပြီ။ဒီကောင်ကနန်းဆောင်မှာမလွယ်ပေါက်တွေဘာတွေများထားထားရများလား။လူလိုသူလိုအရှိပေါက်ကဝင်မလာပဲ။သို့တော့အခုကဒီကိစ္စပြောတဲ့အချိန်မဟုတ်။ကိုတော့ရှောင်းမိတ်ကိုချစ်တယ်။ဘရင်မျက်နှာချင်းဆိုင်မှာကျင်းဝင်ထားလိုက်တဲ့ဆိုရောရှိသည်ရှင်းပြောလိုက်တဲ့စကားဆိုင်ပစိဘောမစိဘယ်ရောက်ရှောင်းမိတ်ကိုချစ်တာလဲ။ရှောင်းမိတ်ကိုချစ်ရင်ရှောင်းမိတ်ကိုသွားပြောပါလား။ငါရှောင်းမိတ်မှမဟုတ်ပဲ။ချမ်းသာပြီးတော်မူပါအရှင်။ကျွန်တော်ပြောရှောင်းမိတ်မဟုတ်ရကြောင်မှဖျားဆိုပြီးကျင်းကငော့ပြီးကိုတော့အလေးနဲ့ပြောနေရမို့မောင်မင်းအသေးချာလေးအာရုံစိုက်ပြီးပါ။အရင်လိုသူထိကားထီကိုပြန်လဲမချီပါပဲမျက်နှာသေးနဲ့ဆိုတော့ကသူကောင်မလေးအားသူတီလဲတိကျွမ်းကျင်လာမိရဲ့။တနည်းကကိုရောနန်းပြင်တော့နောက်ရောက်ခံလိုက်ခံရတာမောင်မင်းမှတ်မိရဲ့မဟုတ်လား။ထို့ဘရင်ရှင်ကအလက်ကားနေနန်းပြင်ထွက်နေပြီးအမြဲတမ်းပဲနောက်ရောက်ခံလိုက်ခံနေကြဆိုပေမဲ့ဘရင်ကမှတ်မိလားမရောမှတ်မိတယ်ပေါ့လေ။သူကောင်းငိမ့်ပြတော့မှထပ်ပြောတယ်။နန်းပြင်ကပြန်လာတဲ့အထိပါလာမို့ကိုတော့မျက်ခြေဖြတ်ဖို့တွေ့ရအဆောင်တဲခုံဝင်ခဲ့တယ်။အဲ့မှာသူမလေးနဲ့တွေ့ရပဲ။ထိုနေ့ကအဖြစ်ပြက်တွေမြင်ရရင်ပြောနေရဲ့ချင်းပါ။ရှင်းမျက်နှာကပြုံးလို့လေတံတွေကလည်းနူးညံ့လို့သူမလေးတန်ဟာတာယာရဲ့စောင်းတန်လိုညှင်သားပြီးကြားရတော့တသိမ့်သိမ့်နဲ့အေးချမ်းစေတယ်။သူမလေးရဲ့ကိုယ်တင်တန်ကလည်းပန်းရည်နံလေးတင်လို့စိတ်ကိုကြည်နူးစေပြန်တယ်။ကိုရောတကယ်ပဲနှစ်သက်မိရမို့မောင်မင်းကသူမကိုကိုရော့စီကိုခေါ်ဆောင်လာခဲ့ပါ။နန်းတွေးကဒီလောက်ကျဲတာအခုဘရင်ကသူ့ကိုမြင်လဲရှာခိုင်းနေရတာ။ရှောင်းမိတ်ဆိုတဲ့နာမည်လေးတခါမှမကြားဘူးသလိုပန်းရည်နံရှိရဲဆိုတာပဲသိရဲ့တဲ့။မိမ့်မပြိုတိုင်းပန်းနံသားတွေလိမ့်ချေကြပန်းတွေနဲ့ရေချိုးကြလုံနေရကိုဒါပေမဲ့ပန်းရည်နံဆိုတာနဲ့သူ့စိတ်ထဲပြင်းမြင်မိတာသူမကြာပန်းရည်နံလေးသိနေရဲ့သူမဒါပေမဲ့သူမကဘရင်ရှာနေရဲ့သူဟုတ်တော့မယ်မထင်ဒါမှမဟုတ်ဖြစ်ရင်လည်းဖြစ်နိုင်တရားပဲအရင်ဆုံးကိုလှုပ်တော်တွေအစာဖက်အရင်ရှာရမယ်အရှင်ပြောတဲ့အထဲမှာပန်းရည်နံဆိုတာကြားမိသလားလို့ပါဘယ်ပန်းရည်နံလို့များထင်မိပါသလဲကိုတော့မသိဘူးအဲ့ဒီချိန်ကအတွင်းတွေသိမများနိုင်ခဲ့ပါဘူးထိုမိမက်ပြိုအငေးကောင်းနေလို့ဖြစ်မှာပေါ့ဒါနဲ့သူမမျက်နှာရောအရှင်သူ့အမေစကားကြတော့ရင်မြင့်အရှင်ကလက်ဘေးတွေလက်နဲ့ပုတ်လို့ပေါ့ချောင်းတွေဟန့်လို့ဟန့်နဲ့ပြုံးဖြီးဖြီးဖြစ်ကာဆိုလာတယ်ကိုတော့မမြင်ဘူးတဲ့လေငါတငယ်ချင်းလေးတစ်ဖြစ်လဲအရှင်မင်းကြီးရောဘလို့ဖြစ်ရတာပါလဲမျက်နှာမမြင်ဘူးပဲချစ်တယ်လေအဲ့လိုအဖြစ်ရှိတဲ့လားမျက်နှာကလှပမှုကြောင့်မဟုတ်ပဲချစ်မိရမျိုးလေငါလည်းအိမ်တော်ပြုံးမှပါလေအခုရှင်းပြောနေရရင်နားအောင်မလဲနိုင်ကျွန်တော်မျိုးအမိန့်နာခံပါအရှင်လို့သူပြောပြီးပြန်ထွက်တော့မလို့ပြင်မိအရှင်ကပြန်ပြောသေးရဲ့ငါတောင်းဆိုတာပါကျင်းရတဲ့ရေမြင့်အရှင်စီကတောင်းမှတောင်းဆိုခံရတာဆိုတော့စစ်သူကြီးဖြစ်တဲ့ချင်းကမောရှိစွာနဲ့ပရင်းပေါက်ကခုံထွက်သွားရင်သူစစ်သူတွေကိုရှောင်းမိတ်ကိုရှာဖို့ကောင်းကောင်းအသုံးချတော့မယ်ထင်ပါရဲ့နေပါဦးဒီကောင်ကိုပရင်းပေါက်ကခုံထွက်သွားလားစစ်သူကြီးဖြစ်ပြီးတကိုးလမ်းပြလုံနေပြန်ပါပြီရေမြင့်အရှင်ကြီးဟာတောင်မှတောင်းဆိုခံရတာဆိုတော့
စစ်သူကြီးဖြစ်တဲ့ချင်းကမော်ရှိစွာနဲ့ပရင်းပေါက်ကခုန်ထွက်သွားတယ်။သူစစ်တီတွေကိုရှောင်းမိတ်ကိုရှာဖို့ကောင်းကောင်းအသုံးချတော့မယ်ထင်ပါရဲ့။နေပေါင်းဒီကခုပရင်းပေါက်ကခုန်ထွက်သွားလား။စစ်သူကြီးဖြစ်ပြီးတကူလန့်ပြလုံနေပြန်ပါပြီ။ရှောင်းမိတ်မျက်နှာနဲ့မို့ရှိသေးတော့ချင်းကစုံစမ်းမို့ထွက်သွားပြန်တော့နန်းဆောင်ထဲမှာသူတယောက်တည်းဖြစ်သွားပြန်ရောဘလို့ပဲတွေးတော့သူမလေးကတာမန်မဟုတ်တာတော့အမှန်ပဲတကယ်ကိုပဲရှင်းကိုချစ်တက်လာအောင်လမ်းပြပြီးရဲ့အေးမြရဲ့လာမင်းတစင်းလိုပဲရှင်းရင်လေးကအခုံမြန်ရဲ့နှလုံးသားကတာမန်ကိုမဟုတ်တာအိမ်ညာလုံနေပြီးကလေးကအမွေးတိုင်းတိုင်းစာအချိန်ကုန်သွားတော့တရင်ဘရင်ဟာနန်းဆောင်ထဲကတုတ်ပြပြထွက်သွားတယ်အပြင်မှာတက်တောင့်တတနေနေကြရဲ့အပားတော်မြဲတွေဟာဘရင်အလောတကြီးထွက်လာတာလည်းမြင်ရောအပြေးအလွှာနဲ့ဝယုံသုံးကနောက်ကလိုက်လာကြတယ်ရက်ဆက်လေတံမမပြပြကြောင့်အပားတော်မြဲတွေမှာလှုပ်တာမလှုပ်ရဲကြတော့ဘူးငါနောက်ကဘသူမှလိုက်လာမမြင်ကြဘူးဆိုတာဆက်လိုက်လာရင်တည်တံလို့ပြောလိုက်တာနဲ့အတူတူပဲလေတိုက်ရာဘက်ကိုမျက်နှာမူပြီးသွားနေရင်ဘရင်ရဲ့နောက်ကျောဘက်ကတော့မှလှမ်းမကြည့်ဝန်းနဲ့ဝင့်ကြွားမှုတွေနဲ့မမေကလှလိုက်တာဒီဝစ်စုံလေးနဲ့အရန်ကြည့်ကောင်းနေရေချိုးပြီးကစားမိန်ကျစ်လော့မှာအပြာနုရောင်ဝစ်စုံလေးကိုဝစ်ထိုင်ပလဲလိုတောက်ပါတဲ့သူမအသားရည်မှာထိုအပြာနုရောင်ဝစ်စုံလေးကြောင့်အရှိန်အဝါတစ်မျိုးထွက်နေသည်အကာအကွယ်မရှိရဲ့မျက်နှာလေးကကြက်တီအလုံးရှိနေကနိုင်မရလောက်အားလှလုံးနေပြန်နေထိုမျက်နှာလေးမှာအပြုံးလှလှလေးဟာလေကက်တွယ်ညိနေလျက်ပဝါမအုပ်ထားလားမမေပဝါအကြောင်းကြားတာနဲ့အပြုံးကလေးတိုက်ခံလိုက်ရရဲ့တိမ်ဆိုင်တစ်ခုလိုလွင့်စင်သွားကြည်လင်လေးရဲ့မျက်နှာလေးဟာမှုံရီသွားပြီးအဲ့ဒီပဝါအကြောင်းကြားအောင်မကြားချင်တော့တကယ်မမေပဝါကြောင့်စိတ်ရှုပ်ရတာလူပြီးသိပါရဲ့ဒါပေမဲ့မမေတထားမှဖြစ်ပါမယ်ရွှေအားကရှောင်းမိတ်ကိုပဝါဖွားဖွားစီးပေးခပ်ပွားပွားလေးစီးတိုင်းမမေအသက်ရှူမကြက်တော့ပါဘူးအကျင်ပြေလားမမေစကားနေမဟုတ်ပဲခေါင်းနှစ်ချက်ညှိပြရင်နူပြီးမေးတော့မလို့ကြာပန်းနေသွားယူလိုက်မယ်မမေအတွက်ပန်းအိုးထိုးပေးမယ်ရှောင်းမိတ်ခေါင်းညှိပြရနဲ့ရွှေအားလေးထွက်သွားပြီးလီတစ်ချက်တိုက်လိုက်တော့သူမမျက်နှာကပဝါလေးခက်ရော့ဖြစ်သွားတာမို့ရှောင်းမိတ်ပရင်းပေါက်ထားပိတ်လိုက်တော့တယ်ပရင်းပေါက်ပိတ်ထားရင်ပဝါချွတ်ထားလို့ရမယ်လေပရင်းပေါက်တွေကိုလက်နဲ့လိုက်ကင်လိုက်တဲ့အချိန်မှာပဲလက်တစ်ဖက်ကယောက်ျားသားတစ်ယောက်ရက်ကြည့်နေရကိုတွေ့ရတယ်တမှုတစ်ယောက်ထင်ပါတယ်သူမအမြင်တော့တစ်ချက်သားကြည့်ပြီးကြောက်ခိုင်းသွားတယ်မျက်လုံးချင်းစုံသွားပြီးချက်ချင်းကြောက်ခိုင်းသွားတာဆိုပေမဲ့ရှောင်းမိတ်တစ်မျိုးဖြစ်သွားလေငါတို့တွေ့ဘူးကြသလားလို့ဒီအတော်ခန့်ညားတဲ့တမှုကိုငါတွေ့ဘူးသလားလို့ထိုလူဟာလည်းစက်မသွားသေးပဲကြောက်ခိုင်းလျက်သားရှက်နေရဲ့တမှုရဲ့ဝိယုံတွေလေးတိုက်လို့တလွင်ဖြစ်လာပြီးသူမစီကလျှော်ရဲပဝါလေးကလည်းလွင့်သွားတော့တယ်ပဝါကိုလှမ်းဖမ်းဖို့သတိမမုံမိပဲဘာကြောင့်မှမသိကြောပြင်ကျဲကြီးကိုနေကြည့်နေမိရဲ့သူမစီကလွင့်သွားတဲ့ပဝါလေးကတိုက်ဆိုင်စွာပဲထိုတမိုးကြီးတတဲသွားလေရဲ့တမိုးမျက်နှာကိုပုတ်တက်ကြည့်စေပြီးမှတပင်မှာသွားညှိနေရဲ့တီတင်းနေရဲ့မျက်နှာနဲ့တမိုးဟာမျက်ခုံးတွေအနှဲငယ်တွန့်ချိုးသွားတယ်ကြာပန်းရက်နံပဲလေတွေကနေပါလာတဲ့အနက်ကြာပန်းရက်နံဒီနားမှာရေကန်လည်းမရှိပါပဲအနက်ရတယ်ဆိုတော့လှုပ်ရှားမှုတချို့ကြောင့်သူမမျက်ဝန်းတဲကကြောပြင်ကျဲကြီးကနေရင်ခွင်ကျဲအဖြစ်ပြောင်းသွားတယ်ခုနလိုပြောင်းလဲမှုမရှိရဲ့မျက်နှာမှာအပြုံးတစကန့်ညိလာသလားလို့သူမစီတလန်းချင်းရှောက်လာနေပြီးသူမကလည်းတိကျကြည့်မိနေပြန်တယ်ရှောက်မိတ်များလောက်ကွာသူမျက်နှာမှာမျောလင်းချက်အရိပ်ရောင်တွေတွေ့ရသလိုသူမမျက်နှာမှာလည်းအံ့ဩတဲ့အရိပ်ရောင်တွေနဲ့ဟိုတနေ့ကတခိုးသူမလေးကသူ့ကိုတခိုးတဲ့ဆွဆွဲရတာကွာဘလို့ပြောရတာလဲငါဘသူလဲတကယ်မသိဘူးလားညနေချင်းဆိုင်တွေ့နေရတော့မှရှောင်းမိန်လေးဘလောက်ချော်မှန်းသိရော်တယ်သူမျက်နှာကိုမြင်ပြီးဆိုရင်တော့ဘရင်မှန်းသိလောက်ပါရဲ့ပန်းစီရောက်နှကန်းပါလေးဟသွားတာကိုသူတေချာလိုက်ကြည့်နေမိရဲ့ထိကက်ချင်လိုက်အထိပဲတောင်းပန်မိုင်းရှင်ကိုအိမ်နှညာနေရတကုံးမဟုတ်မှန်းသိပါရဲ့ဆိုတော့ရှင်ကစစ်သူကြီးလက်အောက်ကပေါ့သူ့ကိုကျင်းလောက်အောက်ကလို့ဘာကြောင့်ပြောနေမှန်းတော့မသိသူလိုက်မရှာခင်လေးကြည့်ရေးကွင်းပတ်သွားပြီးတမွေးဥပ္ပစာလဲခဲ့ရပဲနန်းတော်တွေမတွေ့ရင်နန်းပြင်ထွက်ရှာဖို့စိတ်ကူးထားတာကြောင့်လေဒါကြောင့်မို့ရှောင်းမင်းကသူ့ကိုတမိုးလို့ထင်သွားတာတမိုးဥပ္ပစာဝစ်ပေးပြီးဘရင်လို့ပြောပြရင်လေသူမလေးဟာဟားတိုက်ပြီးရဲအောင်တော့မယ်နီးကက်နေရောတိတ်တိတိုင်းသူမလေးစီကပန်းရက်နံလေးကြာပန်းရက်နံလေးတင်းနေရပဲဟုတ်တယ်သူမပြောတာမှန်နေပဲဆိုတဲ့အမူအရာနဲ့ရှောင်းမိန်ဟာမျက်နှာလေးကွင်းလို့ရဲ့အချောလာတွေများစွာတွေ့ဘူးပေမဲ့ရှောင်းမိန်လေးကိုတော့ညီသူမှမိမယ်မထင်တလေးကြောက်လို့တောက်ပတဲ့အယောင်ဝါနဲ့လှပတဲ့မျက်နှာလေးငိမ်ညောင်းတဲ့အတန်ချိုလေးစိတ်ကြည်နူးပဲကိုသိန်းရှနက်တွေအထူးသဖြင့်တခါမှမဖြစ်ပေါ်ဖူးတဲ့
ရှင်အချစ်တွေဟာရှောင်းမိန်ဆိုတဲ့သူမလေးစီမာသာရှိနေရဘာမှမပြောဘဲတေချာစိုက်ကြည့်နေရဲ့ထိုးတက်မှုကြောင့်ရှောင်းမိန်ပြုံးလိုက်မိရဲ့ငါ့အမြင်မြည်သူမဆိုသဘောကျမယ်ဆိုတာသိသားပဲနေနေချက်ချိုက်ပြုံးနေပြီးမှပြူးကျဲသွားတဲ့မျက်ဝန်းလှလှလေးပဲဘာဖြစ်တာလဲရှောင်းမိန်ရှင်ကျမကိုတွေ့သွားပြီပေါ့ညနေချင်းဆိုင်နေရတာကိုမတွေ့ဘူးလို့ညနေချင်းဆိုင်မြင်နေရတာမတွေ့ဘူးလို့ကိုကပြောရမှာလားမဟုတ်ဘူးလေပဝါမရှိရဲ့မျက်နှာတွေ့သွားပြီလို့ပြောတာတွေ့သွားလဲဘာဖြစ်လဲတိတ်လာရဲ့မျက်နှာလေးကိုသူမကွယ်ဝတ်ထားခြင်းသီလားနှမျောစရာဘာဖြစ်ရမှာလဲဘရင်အမိတ်မရှိပဲချွတ်ထားလို့မရအောင်လေကျမဘယ်သူမှမြင်ဘူးတာမှမဟုတ်ပဲရာဇဝတ်ပေတစ်မှာပေါ့စိတ်မပူနဲ့ကိုခွင့်ပြုတယ်ရှင်ခွင့်ပြုတာဘာလို့ရမှာလဲဘရင်ခွင့်ပြုမှရမှာလေဟုတ်တာသူ့ကိုအစင်းနဲ့တက်မှုထင်နေရပဲကိုပြောတာကဘရင်ကိုကိုလျှောက်ပြီးမယ်လို့တကယ်လားဆိုရဲမျက်နှာပေးလေးနဲ့သူမကတကယ်ကိုချစ်ဖို့ကောင်းလို့နေရပရိပေါပေါင်းသားသူတို့ကြားထဲမှာချားမနေခဲ့ရင်သူ့ရှောင်းမယကိုဖတ်နှမ်းပြီးပြီကိုလျှောက်တင်ပြီးလို့ပဝါမတက်ရတော့ဆိုရင်ရှောင်းမရကိုဘာပြန်ပြီးမှလဲစဉ်းစားသလိုလေးမျက်လုံးလေးထောက်ကန့်သွားပုံလေးကလည်းသူ့ကိုအသေးရစီတယ်ရှောင်းမကိုတင်ကြုံပြဖတ်ထားလိုက်ခြင်းတော့တာတောင်းဆိုကြည့်လေကျမအစစ်နှိတ်ကိုလို့တော့ဆိုတော့တံမိုးကြီးရာတွေပြီးနိုင်မှာမဟုတ်ဘူးအစစ်နှိတ်ကိုလို့တော့လို့သူမကပုံမှန်အတိုင်းပြောပြနေပေမဲ့ရှင်းရည်ထဲမှာတော့ညားမှန်သွားသလိုစုကနေနာကျင်သွားရတယ်ကိုတောင်းမှမိုင်းမင်္ဂလာညကနေရတာသူမနဲ့တေချာတွေ့ဖြစ်လိုက်သူမကမိပြက်ကောင်တေချာပေါက်ဖြစ်မှာလက်လက်နေစေမိပြက်ကောင်နေရာကတေချာပေါက်သူမလေးအတွက်ပင်ဒါဆိုကိုတခုတောင်းဆိုမယ်ပြောပါပရိပေါက်ပေါ်တင်ထားစေသူမလက်လေးတွေကနူးညံ့လုံးနေသည်မို့ခပ်ပွားပွားသာသူထွေးဆုပ်လိုက်တယ်ရှောင်းမိန်လေးကပါဇက်နဲ့ဟပြီးအံ့ဩသွားသလိုဖြစ်နေပေမဲ့ဘာမှမပြောဘဲသူ့လက်တွေကိုပြန်ကြည့်နေကိုမင်းရဲ့အရှင်ဖြစ်တတ်မှတ်ပေးပါလက်တွေကနေအကြည့်လွဲပြီးသူနဲ့မျက်လုံးချင်းစုံလာလေရောမှစကားတချို့ထပ်ပြောလိုက်တယ်နှလုံးသားရဲ့အရှင်မင်းနှလုံးသားရဲ့အရှင်သူစကားဆုံးသည့်အထိရှောင်းမရသူ့ကိုကြည့်နေသေးရဲ့နောက်မှရှင်ကျမကိုဝန်ခံနေရလားအမေနဲ့အတူသူ့လက်ထက်ကလည်းရှုံးသွားသည်မို့နူးညံ့အထီတွေလေးကိုနှမျောတန်းတစွာတောင့်တမိပြန်တယ်တောင်းဆိုတာပါဒီတခုတည်းပဲလေနော်ဒီလောက်ပျော့ပြောင်းနေနေတန်နဲ့နှစ်လိုပဲနူးညံ့တဲ့မျက်နှာဟာရှင်းပါလို့မြည်သူမျှယုံနိုင်ပွဲပင်မရှိ။အော်အချစ်နဲ့တွေ့ရော်လဲနူးညံ့သွားတတ်တာပါပဲ။ဒါကျမဘရင်ကပိုင်တာလေကျမကိုကျမမပိုင်ဘူး။သူမအဖြစ်အရသူဟာသူမကိုပိုင်ပြီးသားမှသိလိုက်ရတော့သူနှစ်ချိုက်စွာပြုံးလိုက်မိရဲ့။တကယ်လို့ကိုပိုင်မယ်ဆိုရင်ရောကို့ကိုအရှင်ဖြစ်သတ်မှတ်ပေးမှာလား။ထိုတက်မောကဘရင်နဲ့ဘလောက်တောင်ရှင်းနေလို့တစ်ထစ်ချပြောနေရလေ။ဒါပေမဲ့ရှင်ရဲ့အကြည့်တွေကသူ့မကိုရှက်သွေးကြွစေရတော့အမှန်ပဲရှင်ကအရန်ချောလုံးလို့များလားအရန်နှူးညံ့ကျင်နာမဲ့အရေးရောင်တွေကြောက်များလားသူမရင်ထဲမှာတိမ်ကနေဖြစ်နေရတော့အသေးချပြီမငြင်းဘူးဆိုတော့လက်ခံတယ်လို့သတ်မှတ်လိုက်မယ်နော်အခုချိန်အစပြီးပဝါလုံးဝတက်စရာမလိုတော့ဘရင်ကိုတောင်ရှောက်စရာမလိုပဲအခုလိုတန်းပြီးဆုံးဖြတ်ပေးနိုင်နေလားအေးလေဘရင်ကငါ့ကိုစိတ်ဝင်စားတာမှမဟုတ်တာမိမကိစ္စရေးဆိုသူ့ပေါင်းသင်းတွေလုတ်ပိုင်ခွင့်တွေပေးထားတာဖြစ်မယ်ကျေးဇူးတင်ပါတယ်ရှင်ရှောင်းမိန်လေးရဲ့ရှင်းလို့ခေါ်တဲ့ဟာသူ့ကိုနာမည်တက်ခေါ်ရတဲ့ကျင်းရဲ့အတန်ထက်နားထောင်လို့ကောင်းတာအမှန်ပဲရှင်းလို့ခေါ်ပြီးပူဇာလို့ကတော့ဘယ်အရာမဆိုခွင့်ပြုချင်လောက်သည့်အထိသူ့ကိုညှို့ယူနိုင်တယ်သူလက်လန်းလိုက်တော့တခဏတွေ့ဝေပြီးမှသူမလက်လေးတင်ပြီးရဲ့ဝင်းမွန်နေရဲ့လက်သွဲလေးကိုကောက်တန်းလိုက်တော့ကြာပန်းရစ်နှံလေးရပြန်တယ်မနှုတ်ဆက်ချင်မိမဲ့ကိုပြန်ရအောင်မေကိုအချိန်တိုင်းသတိရနေပြီနော်သူပြောတော့သူမကလှပစွာပြုံးတယ်ထပ်ပြီးကြောခိုင်းသွားသည်ကိုမြင်လို့စိတ်မရှိသည်မို့ပရိပေါက်ကိုခက်မြန်မြန်ပိတ်လိုက်တော့တယ်လေပြန်လှည့်ကြည့်နေရဲ့ရှင်းကိုမမြင်ရတော့ဘူးပေါ့ကိုတော့ဒီနာမခွာနိုင်တော့ရှောင်းမရဲ့တွန့်တက်တဲ့မိမလာလေးပရိပေါက်ကိုပိတ်လိုက်ပြီးမျက်နှာလေးမြင်ကျင်သေးတယ်ဟာရှင်ဒါဘာလုပ်တာလဲဘာလဲကိုတော့ဘာသာအစီရင်ခံစာဖတ်နေရလေနန်းဆောင်တကားကိုဝုန်းကနေဆွဲဖွင့်ပြီးကျင်းကထမရဲ့အမှန်ကိုဘရင်ကသူ့ဘာသာအစီရင်ခံစာတွေထိုက်ဖက်နေသည်သာဘာလို့ရမှာလဲကျွန်တော်မျိုးနှစ်ဖို့လဲကြည့်ရောအစောကလေးကကျင်းတကားဆွဲဖွင့်လိုက်ကလေးကသူ့ရည်ကျင်နေပေမဲ့မနှဲအောင်ထားရတာအခုစစ်သူကြီးကျင်းရဲ့နှစ်ဖူးကနေရဲနေသောအဖူကြီးတွေတွေ့လိုက်ရတော့သူမထိန်နိုင်ပဲအော်ရယ်မိပြီဟာကျင်းမောင်မင်းကိုဘသူတွေအနိုင်ကျင့်လိုက်လဲဟာကိုတော့လိုက်စမ်းကျင်းကသူ့ကိုမှုန်ကုတ်ကုတ်ကြည့်နေရမို့ရာဇာအိမ်တွေပြက်ဆဲနေပေမဲ့ခက်ညွညွအသားရှိမှာနေရဲနှစ်ဖူးကအဖူကြီးကထင်းလို့အတော်ကြီးရတယ်မရအောင်ရှိမယ်ဟာမောင်မင်းမျက်နှာရှင်းကြီးရော
ကျင်းဝင်လာကြရပြုံးစီဖြစ်နေရဲ့အပားတော်အမြဲတွေလည်းထကြည့်ပါလေရောတကားတွေချားနေပြီမဲ့နားပါတဲ့တိုင်းပညာရှင်တွေမို့ကြားနေရသည်သာအရှင်အတန်နေတန်ထအတော်မြင့်နေပြီမို့ရှင်လည်းမျက်နှာပိုးအမြန်တက်ရတော့တယ်တွန်ကွေးချင်နေရဲ့နှက်ခမ်းတွေကိုတင်းစီထားတယ်ဒါပေမဲ့ကျင်းကိုကြည့်မိရနဲ့ကြီးကျင်လာရောရဲကျင်းနေရာကိုအတင်းထိန်းထားပုံရတဲ့ရှင်းကိုကြည့်ရင်ကျင်းပို့ပြုံးမိရတယ်ဒီဘရင်ဘာတွေအမျိုးနေပါလိမ့်နော်ပြောင်းလိန်ပြောင်းစားဘရင်အကြောင်းသိနေပြီမို့ကိုရိုင်မဲအရင်သူ့ဝင်လာနေကြပရင်းဖောက်ကိုကြည့်လိုက်တော့ဂလန့်ထိုးပြီးပိတ်ထားတယ်ဒီပရင်းကလေးတိုင်းလိုများပြီးသွားသလားအရှင်အဲ့ဒါပရင်းကနေတကုံးတွေဓမြတွေလောက်တန်သူတွေဝင်มาဆိုးရတယ်လေဒါကြောင့်မို့ကိုရောပိတ်ထားတာပြောပြီးရနဲ့သူကပြုံးစီကြည့်နေပြန်တယ်ဒီဘရင်ရုပ်ကမဟုတ်တာလှုပ်ထားရုံနဲ့ကျွန်တော်မျိုးဝင်မှာတမင်များပိတ်လိုက်တာလားလို့ပါဒီဘရင်ကောက်ချစ်ချက်ဒီပရင်းရဝင်တာမကြိုက်ဘူးပြောပေါ့ဒီလိုလုံချန်စရာလားသူခုနကအရင်လိုပဲခေါမိုးပေါ်ခုန်တက်တခါတည်းပရင်းကဝင်မလို့သူကောင်းသွေးမဲကြမ်းမှပွင့်နေတဲ့တကားကိုတယောက်ကအုံကနေစောင့်ပိန်လိုက်တယ်လေအဲ့ဒီတယောက်ကဒီဘရင်ရလွယ်ပြီးဘသူရှိမှလဲသူမျက်တောင်နေနဲ့ခါထောက်ပြီးကြည့်နေရောမောင်မင်းရဲ့ဘာတွေအထင်မှားနေလဲမသိပေမဲ့ဘရင်ကိုခါထောက်ပြီးကြည့်ရတော့ပေါ့ကိုရောကနေပေမဲ့ကိုရောကိုရံတော်တွေကတော့နေမယ်မထင်ဘူးသူ့ကိုချိန်ချောက်မယ်ဆိုလဲအခြားနီလန်သုံးပါလားသူ့လက်အောက်ကသူ့ကိုယ်တိုင်ရွေးပြီးထားတဲ့ကိုရံတော်တွေသူကကြောက်စရာလားနေရောဒီဘီကိုနိုင်ခွက်ရှိရလေမေ့နေရအိုးဒီကောင်လူရုံမှာပြုံးနေရဘာလဲရှောင်းမယ်လေးနဲ့ကိုင်ပေါက်တော့မင်းထင်ပါအရှင်ရှာခိုင်းတဲ့အကြောင်းမသိကြုံလားထင်သားပဲဒီလိုပြောတော့မယ်ဆိုတာအမူအရာမပြတ်တဲ့ဘရင်ကြောင့်မနှဲပြုံးထားရနှက်ခမ်းလေးတောင်တုံသွားတယ်လို့တကယ်ကကျင်းစုံစားလို့မရခဲ့ပါဘူးကိုလို့တော့အဆောင်တွေတည်းကအရန်ကရောရှောက်ဝင်လို့မရဘူးလေဒါပေမဲ့သူဝင်ခဲ့ပါဘလို့ပဲရှာမသိခဲ့ရအောင်စဉ်းစားကြည့်လေမျက်နှာပုံစံလေးတောင်မသိပဲဘလို့ရှာရမလဲစဉ်းစားကြည့်လေမျက်နှာပုံစံလေးတောင်မသိပဲဘလို့ရှာရမလဲရှောင်းမိန်ဆိုတာကလည်းနမည်ဟုတ်ပုံမရအောင်ဆိုတော့သူမရှာနိုင်ခဲ့ဘူးဟုတ်တယ်မိန်းကလေးတယောက်တော့မရှာနိုင်ဘူးဆိုပြီးဝမ်းနေနေအောင်အခုဘရင်ကသူ့နှစ်ဖူးကိုဘူးထွက်အောင်လှုပ်လိုက်သေးတယ်ငိုတော်ငိုချင်လာတယ်လို့ပဲဒီကောင်ငိုများငိုတော့မလို့လားမောင်မင်းကိုကိုရောပြောမလို့ပဲရှောင်းမိုင်လေးကိုရှာတွေ့ပြီးပါပြီဟုတ်လားဘသူတဲ့လဲဘယ်ဆောင်ကလဲမျက်ရည်လေးဝဲပြီးအသေးအတန်ထားမိပြီးစစ်သူကြီးဆိုတဲ့ဂုံပုံထဲမှာမလိုက်ငါ့လူကိုမရင်ချက်ပါလားနော်ရှောင်းမိန်လေးကတလောကမှာလက်ဆက်ထားတဲ့ကိုလုတ်တော်ကျင်းတော်ပဲသူပြောချင်တာသူကပဲသူ့ပိုင်ဖြစ်နေပြီးသားလို့ပေါ့ထင်သားပဲကျင်းသိလိုက်တာမင်္ဂလာအခမ်းအနားနေ့ကပဝါ2ထပ်3ထပ်နဲ့ချော်လဲတော်မှာပဝါ2ထပ်3ထပ်နဲ့ချော်လဲတော်မှာသူ့ကိုပဲလမ်းထိန်ပေးခဲ့ရလေအဲ့တော့ရစ်မှုလောက်တဲ့ကြာပန်းညံ့လေးချလိုက်လို့လူပြိုလေးသူတော်တမျိုးဖြစ်သွားသည်အဲ့တော့ရစ်မှုလောက်တဲ့ကြာပန်းညံ့လေးချလိုက်လို့လူပြိုလေးသူတော်တမျိုးဖြစ်သွားသည်နေပေါင်းဘာအောင်ထင်သားပဲလေဟာမိနေဟာဒီဘီကအခုမှချစ်ပိုးပြီးတဲတဲလုံးဖြစ်နေရသူတော်မထရသေးရဲ့မိန်းကလေးကိုငါပြိဖက်ထိန်းထားပြီးခဲ့ရတာပြောလိုက်စပယ်ခုံပေါ်ကအစီရင်ခံစာလိပ်တွေနဲ့ကောက်ပြစ်မလားမိန်တုံးနဲ့ကောက်ပေါမလားပဲစကားလမ်းကြောင်းပြောင်းမှာအဲ့ဒါထက်သူမအရှင်ကိုလို့တော့ဆိုတော့အရှင်ပိုင်မိသားပေါ့ဒီရောမှမျက်နှာအောင်ရှိမရှိရဲ့မုတ်စိတ်မွေးကိုကောက်ပုတ်ပြီးဒါပေါ့တဲ့ရှောင်းမရရောဘရင်ကဘရင်မန်းတည်သွားပြီလားဒါပေါ့မသိဘူးကွာကိစ္စတွေကနည်းနည်းရှုပ်သွားတယ်သူမနဲ့တွေ့တော့ကိုရောကတမုံအဝိစာဝိလျက်သားကြီးလေတမုံဝိစော်ဝတ်ထားပြီးကိုရောကဘရင်ပဲလို့သာပြောလိုက်ချစ်စပွဲမျက်နှာလေးကတခိခိယုံတော့မယ်လေသူမလေးရဲ့အတန်ကြားကျင်ပေမဲ့တွေ့ချင်းလိမ့်တလို့ဖြစ်မှာဆိုလို့မပြောခဲ့ရလေဘူးငါကိုတော့တမူးလို့ထင်သွားတဲ့မောင်မီရဲ့ဆိုပြီးပြီးနေပြီးချစ်စဘယ်ရီတခိခိတွေကပါလိုက်သေးဒါနဲ့တမူးဝိဆောင်လို့ကြားလိုက်သလားလို့အရှင်တမူးဝိဆောင်ဘယ်ရလဲလေးချင်ခွင်းနေရလေအဲ့ဒါကြောင့်မို့ရှောင်းတမူကပြောနေရသူလန်းထားတဲ့ဝိဆောင်ပျောက်သွားတယ်တဲ့တင်ရီခွက်ကန်ရင်ပါဇက်ထဲမရောက်သေးတဲ့တင်ရီတွေတောင်ပြန်ထွက်ချင်တရားဖြစ်သွားတယ်ဒါကဒီလိုရှိတယ်မောင်မင်းရဲ့သူနေတန်းပြုတ်ရုံရှိသေးကျင်ကအမိန့်တော်ဖတ်တဲ့အခါထိုင်တဲ့အနေထားပြင်လိုက်ရင်မိန့်တော်မူပါဖျားတဲ့ဒီကောင်ကလာရွယ်နေနန်းတွေနဲ့မတွေ့ရင်ဖြင့်နန်းပြင်ထွက်ရှာရမည်လေတို့ပြီးကြောင့်တမိုးဝစ်ဆောင်ယူပွေသွားတာလေးကြည့်နေကြတော့ဘသူမှလည်းမရှိဘူးဒါကြောင့်ဘသူမှပြောမနေပဲယူပွေသွားတာညီတို့ပင်ဆိုစီကမို့ကိုရောတိုင်းပြည်ပြည့်ရှင်မယ်မဟုတ်လားဘသူစီကခွင့်တောင်းမို့လို့တည်လဲရှင်အရှိကြီးရှင်းပြလိုက်တော့ကျင်းကမဲ့ရွယ်ပြိုင်ဒါဆိုလဲထိုတက်မှုစုတော်ချီးမြှင့်တဲ့နေရှင်ဒါပေါ့အဲ့ဒါမောင်မင်းမဲကြည့်စီစဉ်လိုက်ပါမှန်မအဲ့ဒါဆိုအရှင်ကရှောင်းမိန်ကိုဘရင်လုံးဖွင့်မပြောတော့ဘူးလား
ဘလို့ပဲစဉ်းစားပြောလို့မဖြစ်သေးပါဘူးအရင်ဆုံးသူမလေးစီကချစ်ချင်းမြတ်တောင်ရအောင်ပြောမယ်ပြီးမှပဲဖွင့်ပြောတော့မယ်ကိုရောဘရင်မန်းတည်သွားရင်ရာဇဒံထိမှာဆိုလို့ချစ်တယ်လုံနိုင်နေလေအခုလိုမသိတော့မှတကယ်ချစ်ချင်းရနိုင်မှာမဟုတ်လားသူ့ဟာနဲ့သူတော့ဟုတ်နေရပဲနောက်တိုင်ပတ်မှကျင်းရည်ဆိုလို့ကတော့လှဲ့တာမကြည့်ဘူးငါ့ကိုဘူးထွအောင်လုပ်တဲ့ပြီးမကြည်နဲ့ဘူးအရှင်းသဘောပါလေဒီလိုဆိုရင်ကျွန်တော်မျိုးသွားခွင့်ပြုပါအောင်နေအောင်ပါမယ်ဝင်ခိုင်းလိုက်တော့ကျင်းကိုတားပြီးအာနာတန်နဲ့အပြင်ဘက်လှမ်းအောင်လိုက်တော့တကားဆောင်နေဖွင့်ပြီးတဲ့တကားနေလူတစ်ယောက်ဝင်လာတယ်တမားတော်ကြီးမောင်မင်းနှစ်ဖူးကဘုတ်အတွက်လေပြုံးစီစီနဲ့ဘရင်ရပြောသလိုတမားတော်ကလည်းသူ့ကိုကြည့်ပြီးပြုံးစီစီကိုရောဘယ်မှာရက်ဆက်လို့လဲကိုတငယ်ချင်းလေးဘူကြီးနဲ့ပြစ်ထားပါမလားလေအဖန်ရီတောက်နေရင်အပြင်ကဆူဆူညံ့ညံ့အတန်နဲ့အတူတကားပွင့်ကဝင်လာတဲ့အထင်းတော်တွေအစီကံမလေးတွေဟာလက်ထဲမှာဗန်းတပန်းကင်ထားပြီးထိုဗန်းတွေပေါ်မှာတောက်ပြောင်နေတဲ့ပိုဖဲသားတွေဘရိုကိတ်တွေဖြင်းအကောင်းစားတွေတဲလာကြတယ်အနောက်ကနေလိုက်ဝင်လာတဲ့ရွှေအားကခေါင်းရမ်းပြတယ်သူမမသိဘူးဆိုတဲ့သဘောပစ္စည်းတွေကိုနေရာချပြီးသွားတော့သူမရှိရောက်လာကဥညွန့်ခါစားကြတယ်ကြည့်လို့မမဲကိုကာရဝပြုတ်ပါထူးထူးဆန်းဆန်းတွေဆက်ဆံခံနေရတော့ရှောင်းမိတ်ခမဆက်ပဲထိုင်နေရတော့မလို့ထပဲထားရတော့မလို့နဲ့ဘင်းရဲ့မျက်နှာသားပေးမခံရတဲ့ကိုလုတ်တော်တွေထုံးစံအတိုင်းသူမအစီကံတွေကတော့တိတ်မလေးစားကြပဲနောက်ွယ်မှာအတင်းပြောခံရသည်ကြီးသားလေဒါနဲ့ဒါရီကဒူးတောက်ရဲ့ကာရဝပြုတ်နေကြတာကိုကောင်းတစ်ချမ်းငိမ့်လက်ကပြလိုက်တဲ့သူမအမူအရာကကြော်ရှင်သိမ်မွေ့နေရဲ့မသိရင်ငယ်စဉ်ကလေးကမြင့်မြတ်ခံနေလာခဲ့ရသလိုရှောင်းမိန်စကားဆလိုက်တာနဲ့အထင်းတော်တယောက်ကချက်ချင်းတယုံတသိရှောက်တင်နေဒူဘီရှောက်တင်ပါရဲ့ပေးဖို့ခိုင်းသူဟာရှင်းလို့ပဲပြောခိုင်းလိုက်ပါမမေရှင်းတယ်မို့လေရှင်းလားတကယ်ပဲထိုရှင်းရတော့လေဘယင်တော်မှယူထားပြီးပြစ်ထားသည်အောင်သူကဂရုစိုက်ပြီးနေသည်ငါနားလေပြီဟုတ်ကဲ့မမေကျမ်းပါပါစေနူးဘီတို့ခွင့်ပြုပါတညီတညာနှုတ်ဆက်ပြီးထုံလူတွေထွက်သွားပြီးချင်းပဲနောက်ထပ်ပန်းအသွဲ့သွင်းနဲ့အစီခံတွေဝင်လာပြန်နေပြောင်ပြောင်လက်လက်နဲ့အစင်တစားတွေဒူးထောက်ပြီးကာရဝပြုတ်ကြတော့မယ့်အစီခံတွေကိုလက်ကပြလိုက်ပြီးတိလိုတီကိုပဲမေးမြန်းလိုက်တော့တယ်ဒါရီရရောနူးဘီလျှောက်တင်ပါရဲ့ပေးဖို့ခိုင်းသူဟာရှင်းလို့ပဲပြောခိုင်းလိုက်ပါထပ်ပြီးသူပဲမိန်းကလေးပြီးပြီးလှပါရဲ့အဝတ်ထဲတွေတံပိုးကြီးအစင်တစားတွေကိုရှောင်းမေသိမ့်နှစ်သက်တာပေါ့ဘလို့ပဲသဘောကျနေပါစေလေသူမကကိုလုတ်တော်တယောက်ဟိုဝတမုံသူမဒါရီလက်ခံသိရဲ့လားနေရောငါဒါရီလက်မခံနိုင်ဘူးလို့ရှင်းကိုပြောလိုက်ပါသူမပါဇက်ကလက်မခံဘူးလို့ပြောလိုက်တာနဲ့လာပိုးတဲ့အစီခံတွေအကုန်ဖြူရောသွားကြ၏အားလုံးချက်ချင်းတူးထောက်ကကျန်းပြင်းနဲ့ကောင်းအပ်ထားပြီးလက်ခံပေးပါမယ်မေနူးဘီတို့တနာပါဘရင်စီကခွင့်ပြုချက်နဲ့ပေးရလို့လည်းပြောလိုက်ပါသေးတယ်မမေတနာပါမမေတနာပါဒီလောက်တောင်းပန်နေရမကောင်းတလုံးငင်းနေရတာစက်ငင်းကျင်စိတ်မရှိတော့ဒါဆိုလက်ခံလိုက်ရတော့မလားခက်တီတီနဲ့တစ်ခါလောက်ထက်ငင်းရအောင်မလားအိုးမသိဘူးလက်ခံလိုက်တော့မေဒီလောက်တောင်းပန်နေမှတော့လေကဲထားခဲ့လိုက်တော့မျက်နှာကိုတစ်ဖက်လွှဲပြီးလက်ခါကထွက်သွားခိုင်းဟန်ကတကယ့်ကိုအာနာပါနာနဲ့လက်သစ်ခံလိုက်ရတဲ့ရောထွက်သွားကြပြီးမကြပါဘူးအထင်းတော်မကြီးတယောက်ကတက်လက်ပိုင်းအရွယ်အစီကံတယောက်နဲ့ပြန်ဝင်လာပြန်နေမမေကိုနူးဘီကာရဝပြုတ်ပါမမေကိုနူးဘီကာရဝပြုတ်ပါဘာကိစ္စများရှိသေးလဲဒီစီကံမမေအတွက်ဝစ်စုံတွေချုပ်ပေးဖို့အစီကံခေါ်လာပါဟုတ်သားအထယ်ရီကြီးငါဝစ်လို့မှမရတာချုပ်ရအောင်ပါပဲအရေးတိုင်းပြည်မှာဆိုဝစ်စုံ3ထည်လောက်ကိုတစ်နှစ်ပတ်လုံးဝစ်နေရတာဒါတော့အစီကံတွေလောက်မတောက်ပြအခုတော့ရေကန်အသင့်ကြအသင့်ရှေ့ရတကယ့်ကိုတောက်စီပါပြီဘလို့လဲလက်ခံရလားကျွတ်လို့ကိုလုတ်တော်ရဲ့နန်းဆောင်တိတ်ကထွက်လာပြီးရဲ့အစီခံတွေဟာခက်လန်းလန်းကပန်းချုံနောက်မှာကွယ်နေရဲ့တိုက်ရင်ဘရင်ထံအပြေးရွာခါစားရတယ်နူးဘီရှောက်စကားရှိနေရကိုစိတ်မရှိတော့ပဲစုပ်သက်တဲ့ဘရင်ကြောင့်တန်းပြီးသားရှောက်တင်ရတော့တယ်လက်ခံပါရဲ့ရှင်ဟုတ်လားကိုရောရောဘာပြောသေးလဲဘာမှမပြောပါဘူးရှင်ဒီလိုရှောက်လို့ပြီးတော့ဘရင်မျက်နှာအတော်ပြင်းရင်းသွားတာမို့ထိုအစီခံကအသေးအတန်တောင်းပန်တော့တယ်သူမလေးကဘာမှပြန်မပြောလိုက်ဘူးဆိုလို့ကြည်ကွဲနေရကိုငှက်ဆိုးထိုးတန်တဲ့အစီခံကြောင့်ဒေါသတွေထွက်လာတယ်ထွက်သွားကြစမ်းမနှက်ပြန်တော့ရှောင်းမိန်လေးစီသွားတွေ့အောင်ပါကိုဘက်ပါလောင်ဖျားယောင်ရအောင်မည်လေဘဲကောင်းနေလဲကွာကိုလုတ်တော်အဆောင်နာကုတ်ချောင်းချောင်းနဲ့အတန်နဲ့အတူကြောဘက်ကနေထောက်ထားရတာတချောင်းရီတန်ပေါက်နေရဲ့အတန်ကြီးဟာဟုတ်ကောင်းချင်းပေါ့ငါလိုစစ်သူကျိုကန်ရဲရအိုးအရှိမလားကျွန်တော်မြို့တခိုးမက်လို့
ဒီကောင်ကြီးဟာတမင်တိတိကြီးနဲ့သူ့ကိုလာလောင်နေရကုံလို့တော်ချောင်းနေတော့ဘရင်ဆိုပြီးတဲ့ငါခြေရောင်နဲ့ထက်ကံမင်းပြင်းနေတဲ့ရှင်ဟာမမဲဆိုတဲ့အတန်ကြားနဲ့တုံကနေရက်သွားကြတယ်။နောက်လေကြီးတော့မြည်သူမှရှိမနေကျင်းမနိုင်ခင်မရရှင်းအတန်ကိုလှစ်ကနေထွက်ပြေးသွားတဲ့စစ်သူကြီးကတော့ကြားမီမဟုတ်ပေ။အမှန်တိုင်းပြောရရင်တကားမှမမြင်ဘူးတဲ့ဘရင်ထက်သူမအပေါ်ကောင်းတဲ့ရှင်ကိုပို့သဘောကျတယ်။ဒါပေမဲ့သူမဟာဘရင်ကိုလှုပ်တော်ဖြစ်နေခဲ့ပြီးဘရင်ကိုလှုပ်တော်နေဖြစ်ရင်ရှင်အတွက်ကောင်းတာမရှိဘူး။ဘလို့ပဲဘရင်နဲ့ရင်းနှီးနေပါစေပတ်ဝန်းကျင်ကအတင်းတွေသတင်းတွေဂုံတိတ်ခါတွေကိုတော့ဘယ်ဘရင်မှလိလူရှုမှာမဟုတ်ဘူးလေ။လေနဲ့အတူတလွင့်လွင့်ကြွေကြနေတဲ့ချယ်ရီပွင့်လေးတွေရှောင်းမိတ်အနာဖြတ်တန်းသွားတယ်။ချယ်ရီတွေကျွေးနေပြီ။အေးစိတ်ပြီးတိတ်ဆိတ်တဲ့အချိန်မျိုးဆိုတကယ်ပါပဲ။ဘသူ့ကိုလွမ်းလို့လွမ်းမှမသိ။ချယ်ရီတပွင့်ကိုလက်နဲ့ဖမ်းယူလိုက်တော့လက်အနာလေးကပန်းထိုးစာလေးတွေကလန်တက်သွားတယ်။ဒီလောက်ပါရဲ့ဝစ်ဆောင်အသင်လေးကရှင်းပေးထားတာပေါ့။သူမဟာဒီတောက်ပါရဲ့အစဉ်တစားတွေကြောင့်အာနာယမိဖုရားတစ်ပါးတစ်ဖွဲ့ရှင်းနေမတွေ့ရ3ရက်လောက်တောင်းရှိပြီ။တစ်ပင်အရေးအောက်ကခုံပုလေးပေါ်ဝင်ထားလိုက်တော့ဝစ်ဆောင်အောက်ခြေကမြေပြင်မှာပုံကြလျက်လေအေးလေးကလည်းတိုက်နေသေးရဲ့ခန်းသားရဲ့အစဉ်တစားတွေနဲ့စပယ်ခုံလေးပေါ်လက်ထောင်လျက်မိတင်ထားပုံကစုတ်ချက်ညီညီနဲ့ကြွကြွရွရွဆွဲထားတဲ့စီးရိပ်ပကြီးလုံးနေရဘသူလဲအမတ်တူရဲ့သမီးလားနန်းတွင်းဥယျာဉ်ကိုအပြင်လူတွေမဝင်ရအောင်ဆိုတာနားမလည်ဘူးလားပန်းတွေငေးနေရင်အတွေးလုံနေစေမို့ရှောင်းမိတ်ဘေးနာလာအောင်ရဲ့မိမလှလေးကိုမမြင်အတန်လည်းမကြမမေကိုဒီမိမမခန့်လေးစားနဲ့မိကုန်းအောင်ပြတ်မဖေဘူးဘေးကအစီခံရဲ့လော်စော်မှုကြောင့်ထိုမိမမျက်နာကပြောင်းလဲသွားတာများထူထဲနေရဲ့မျက်နာချင်းနဲ့မလိုက်ခေါင်းပေါ်ကနေတဆက်ဆက်ကျလာတဲ့ရေတွေကြောင့်ရှောင်းမင်လန့်သွားရည်ရေပလားကင်ပြီးရက်နေရဲ့မိမလှထိုမိမမျက်နာကအပြုံးကတော့မျက်နာလေးနဲ့မှမလိုက်ကောက်ကျလို့ရေသိမ့်မများပေမဲ့ရှောင်းမိတ်သပင်တွေနဲ့မျက်နာတွေအင်ကြီးအပေါ်ပိုင်းတွေကျိုးသွားပို့တော့လုံလောက်တယ်ရှောင်းမိတ်ကမျက်နာချေတိတ်မလိမ့်ထားသည်မို့ရေဆိုလဲကိစ္စမရှိဒါပေမဲ့သူမရှိကမိမကတော့ရေဆိုသွားရင်တိတ်ကြည့်ကောင်းပါတစ်ပင်ရေလောင်းလက်စားအစီကန်စီကရေခွက်အပြေးယူသွားပြီးရှောင်းမိတ်ထိုမိမကိုပတ်လိုက်တယ်ရှောင်းမိတ်အလှဲ့မှာခေါင်းပေါ်ကအလောင်းခံရတာအခုကမျက်နာကိုပတ်လိုက်တာဆိုတော့မျက်နာတီးတန့်ဆိုးရွှဲပြီးရေဆက်လက်နဲ့မျက်လုံးကအယောင်တွေပေးပွားပြီးရေမုံလို့ထင်လက်နဲ့ပေါ်လိုက်တော့မျက်နာချေတွေကဟိုတကွက်ဒီတကွက်နဲ့မမေမျက်နာငါနင့်ကိုတတ်မယ်နှင်ငေါ့လုံရဲတယ်သူမရဲ့အော်ဟစ်တန်ကအဝေးကအဆောင်တွေတောင်ကြားရလောက်အောင်ပြဲတယ်ကျဲတယ်ဘာဖြစ်နေကြလဲရှောင်းမိန်နောက်ဘက်ကနေရင်းနှီးနေပြီးမကြားဖို့တဲ့အမိတ်တန်ထွက်လာတယ်သူမရှိရတရဲမှာရောအစီခံတွေရောတုံတုံရှိရှိဖြစ်သွားတာမြင်လိုက်သည်ကြောက်စရာကောင်းနေတဲ့မျက်နှာကိုလက်ကကာပြီးအရှင်နေတဲ့ရှောင်းမိန်တောင်းသွားရတယ်ဘာအရှင်ဘရင်လားဘယ်လိုလုပ်မလဲရှေ့ရမိဖုရားလားပါလားမသိငါတော့ဒုက္ခရောက်ပြီထင်ကြောက်မက်သွားရှောင်းမိန်ရေအနှဲငယ်ဆိုနေတဲ့သပင်လေးတွေလေးကအေးနဲ့နေမကောင်းဖြစ်ရင်ကိုရောရင်ကျိုးရချီရဲ့ရှောင်းမိန်စီကအကြည့်လွှဲလိုက်တော့အမလီဘာကြီးလဲကြောက်စရာမျက်နှာနဲ့မိမဘာလဲအဲ့ဒါငါကိုတော့ကိုလုတ်တော်ရရလားဖះကြီးငါကိုတော့အိမ်မက်ဆိုးတွေမတ်တော့မှာပဲရှင်းကိုကြည့်ပြီးကြောက်လန့်ဖြစ်နေတဲ့တရေမကိုလက်ခါပြလိုက်တယ်အမျက်ထွက်သွားဖို့ပျက်စီးနေတဲ့သူမမျက်နှာကြောင့်ထိုမိမလည်းမပြေးအောင်တမဲထွက်သွားတော့တယ်ရှင်းမျက်လုံးထဲမှာခုနမျက်နှာကြီးပေါ်နေစေငါတော့ဒုက္ခရောက်ပြီအိမ်မျက်နှာရဆက်ဆုပ်စရာဝင်းယုံလေးခက်တတလှုပ်သွားပြီးကြော်ရှင်းတဲ့မျက်နှာလေးသူ့ပန်းလှည့်လိုက်လေအဝိမှာရလိုက်တဲ့ကြာပန်းရှင်းနံလေးရဲ့ဝင်းမွတ်ချောင်းမွေနေတဲ့မျက်နှာလှလှလေးကြောင့်သူ့မျက်လုံးတွေကတရေမှပုံရိပ်ပျောက်သွားပြီးလက်သမီးပုံရိပ်ပဲကြံရစ်တော်တယ်ကောင်းလိုက်တာတကယ်ပဲစိတ်ကြည်နူးစေလာအောင်သူမလေးကညီလာခံအတန်ဆိုးနဲ့အမတ်တွေကြောင့်ခေါင်းခဲလေသမျှရှောင်းမင်းလေးကြောင့်တက်တာသွားရတယ်အမောပြေဆိုတာဒါမျိုးပေါ့အရှင်ကျမဘရင်ကြွလာရဲ့ထင်နေရဘရင်ရောက်သွားပြီမရှိတော့ပြုံးပြမျက်နှာနဲ့ရှင်းမျက်နှာချောချောကမဟုတ်တာလှုပ်ထားရုပ်ပေါက်နေပြီမိတ်သူမမျက်လုံးထဲအယောင်ထွက်နေရုံမိတ်တမူဝစ်ဆောင်လေးနဲ့တောင်ရှင်းဟာရှင်းတက်ပြီးအရှိန်အဝါတစ်မျိုးရှိနေဟန်ရုတ်တရက်ကြီးရှင်းဟာသူမထက်အများကြီးတာလွန်နေလို့ခံစားမိလာပြီးတိတ်ငယ်လာတယ်နှမလေးကို့ပဲငဲနေတော့မှလားမငေးပါဘူးပြောင်းလိမ့်နေဟုတ်တယ်ရှောင်းမရမငေးဘူးကြည်နေရပါမမို့လေးတွင်ရဲကနေဖြစ်သွားပြီးထွက်ပြေးတော့မိကောင်းမလေးလက်ကိုအသာဆွဲလိုက်တော့မျက်လွှာချကငိမ့်တက်နေပြန်နေငါတော့ရှင်စိတ်ထိန်မနှက်ပြန်နေလေကိုလာခေါ်မေ
မျက်လုံးလေးဝင့်ပြီးမေးမြန်းတော့မင်းဟန်မို့ပွင့်လာတော့မင်းနှကန်းလေးကိုလက်မနဲ့အသားဖိလိုက်တော့မျက်လုံးလေးဝိုင်းသွားတာများဖြစ်ညစ်ချင်စရာနှကန်းလေးကလက်မနဲ့ဖိထားတာဣနေရောပဲဒိန်ကနေသွေးဆောင်တက်သွားလို့ရှင်လက်အမြန်ဖဲလိုက်ရိုင်းရှောင်းမင်းကိုကြောခိုင်းပြီးစကားတခွန်းပြောကခက်တုတ်တုတ်ရှောက်သွားရတော့တယ်အရန်လိုက်နေရခေါ်သွားမလို့တိကျပြင်းထားတဲ့ရှင်းအမူအရာကတခုခုကိုချုပ်တီးထားတဲ့ပုံမို့ရှောင်းမိန်ပြုံးလိုက်တယ်မလမကန်တစ်ပင်ပေါ်ကပြုတ်ကျလာတဲ့လူတယောက်ရှောင်းမိန်ကိုတစ်ချက်ပြုံးပြပြီးပြေးထွက်သွားတယ်ဘသူလဲဟာငါကွာကောင်းကန့်ကြည့်ရပြီးမှတ်တာငတုံးပင်ကထိန်းနေသေးတယ်တစ်ပင်ပေါ်ပြုတ်ကျလာနေတာမတန်ထို့သူမှာရှင်းတက်မှုဝစ်ဆောင်ယူသွားပြန်ပြီလို့ကြားတာနဲ့ရှောင်းမိန်ရှိရဲ့နာကတစ်ပင်ပေါ်တက်ပုံးနေရဲ့ကျင်းပါလေရွှေဟာဘလို့လဲငါအဆင်ပြေလားပန်းစီရောင်ဝစ်ဆောင်လေးဝတ်ထားပြီးပါးနီခပ်ပပလေးလိမ့်ထားကနှကန်းကိုပန်းရောင်ခပ်ပပကျဲတာထားသောရှောင်းမိန်ကပန်းလေးတစ်ပွင့်လိုပြီးမြင်သူလိုချင်လောက်အောင်လှပဝင်ကြွနေလေမမေကအလှဆုံးမှာမမေပဲသွားစရာရှိလို့ပါလေမသိသေးဘူးမိတ်ဆွေတယောက်လိုက်ပို့မှာဆိုတော့ငါအထင်မြို့ထဲကိုလိုက်ပြလောက်မယ်မိတ်ဆွေမမေပဲတော့မိတ်ဆွေရသွားလေဟုတ်တာပဲရှင်းကိုရွှေအားမသိသေးဘူးရှင်းနဲ့တွေ့ရဲ့ချိန်တိုင်းရွှေအားနားမှာမရှိတာများသည်ကိုဒီလိုဆိုတော့လေရွှေအားနဲ့မိတ်ဆက်ပေးရအောင်မေပေါ့ရွှေအားကအစီကံဆိုပေမဲ့ငငယ်ကလေးကရှောင်းမိန်ကိုအလုပ်ကျွေးပြုတ်လာတာမို့ညီအမလိုပင်ခံစားရတယ်ရှင်းရတမှုလေဘရင်နဲ့လည်းအရန်ရင်းနှီးရရွှေအားရဲ့စိတ်မပူနဲ့ရှင်းရစိတ်ချရပါ යි စိတ်ချရတယ်မမေကဘလို့သိရလဲဘာညာဆက်မမေးဖြစ်တော့တဖြက်ဖြက်တောက်နေတဲ့မမေမျက်လုံးတွေကဆက်မမင်းရက်လာအောင်ပင်ဘယ်တော့မှစပြီးမမေပြောင်းလဲနေပါလေရွှေအားတိတ်ညံ့သွားတယ်နေရောရှင်းဆိုတာတနေ့အထင်ရီလာပြီးသွားသူပေါ့မမေနဲ့ဘလောက်တောင်ရှင်းနေနေရလဲအစီကံတယောက်အပြင်ကနေရှောက်တင်တဲ့ကြားမှာရွှေအားလဲအတွေးတွေရက်တန့်သွားတော့တယ်ရှောင်းမင်ကတော့မျက်နာလေးရဲနေသလားလို့ငါခုနဆိုပြီးရဲ့ပါးနေများသွားလို့များလားရှင်းရောက်ပြီထင်တယ်ငါသွားတော့မေရွှေအားပတ်မတော်မမကြားရသည်ရှောင်းမင်ကခတ်သက်သက်ထွက်သွားပြီးအော်မမေကြည့်ရတာရီးသားနဲ့ရှင်းတွေမှာကြာနေရပဲရှင်းတွေလည်းဘာဖြစ်လဲနော်ဘရင်ကမိမတွေနှစ်သက်တာမှမဟုတ်ပဲဘရင်ရှင်းကတော့အဆောင်အပြင်မှာရက်နေရင်ရုတ်တရက်နာထားချလိုက်တာရှိကကျင်းမျက်နာစီတက်တယ်ဘရင်ဆိုတော့တောင်းပန်တာတွေစကောပန်တာတွေမလိုပါဘူးဒါပေမဲ့လည်းအင်မတန်မှတိတ်ခါရှိလာရင်ရှင်းကတော့တောင်းပန်စကားဆိုရင်တမင်မဟုတ်ဘူးချင်းမင်းအကြည့်တွေပြင်ကိုရော့စီကနှာချီခံရတာမောင်မေးတယောက်ပဲရှိသေးတယ်ထုံးစံတိုင်းကျင်းတို့ရွဲ့ပြီးချက်ချင်းဒူးကောက်ထောက်ပြီးကျေးဇူးကြီးမြတ်လာပါရဲ့အရှင်နဲ့သူစကားကြောင့်ပြုံးဖိနေရဲ့ရှင်ဟာကျင်းဆက်ပြောတဲ့စကားကြောင့်ရှုံ့တွသွားတော့တယ်ရှောင်းမိန်ကိုလည်းဘရင်ကအရှင်ဖြစ်ကြောင်သိအောင်ပြောလိုက်ပါအောင်မယ်အရှင်နဲ့သူပြန်ကျင်းမလို့ရှိသေးတကားပွင့်သွားတဲ့အတူမျက်လုံးကျင်းလောက်အောင်လှပပြီးတစ်ချိန်လေးမှာပဲအေဂျန်ရဲ့အချက်လေးကသူ့စီကြွကြွရွလန်းလာနေပြီရှင်ဘာမှမပြောနိုင်သေးပဲပြုံးပြီးကြည့်နေစဲမှာကျင်းကလစ်ကနေရှောင်းမိတ်အနာကက်ကစကားဆိုင်ရှောင်းမိတ်ငါကျင်းစစ်သူကြီးပါအရှင်ပြည်တီရုံနဲ့ရှင်းကိုရှေ့တက်နေပြီးဓာတ်နဲ့ထိုးဖို့ကြံနေတဲ့ကျင်းအပတ်ကိုလက်နဲ့ဆွဲပေးလိုက်တော့အစာမစားရတဲ့ခွေးများလိုတူဦးနဲ့ငါမှားတာဒီတကောက်သားခေါ်မလာတဲ့နာမိမကြောက်နဲ့သူကကိုယ့်ထက်ကအရာရှိတစ်ဖြစ်လဲတငယ်ချက်မှာကိုရိုနီယောက်ထဲဆိုအန်နီရဲ့များလို့ကျင်းကိုခေါ်လာစိတ်နောက်ရှက်မဖြစ်ဘူးမို့လားအစကနည်းနည်းပြူတူတူလေးဖြစ်နေပေမဲ့ရှင်စကားကြတော့နှဆွဲလေးတွေရိမ့်ခါသွားတဲ့အထိကောင်းရမ်းပြတယ်မျက်လုံးလေးကပြုံးနေပြီးနှက်ခမ်းရဲရဲလေးကကော်ညွန့်လို့ချစ်လိုက်တာမေမေလေးအချစ်သာရလို့ကတော့ကျင်းကိုစောင့်တုံးလိုက်တော့ခက်ရရိုင်းသာဖြစ်သွားပြီးအောင်မသူကအင်ကြီးတွေပါတယ်ဟိုပုတ်ဒီပုံလုံနေသည်မေမေကိုကြည့်ရင်ဒီကောင်ရှိကငါနောက်လိုက်လေပေါ့နှမလေးနဲ့အပြင်သွားမယ်ကြတော့ဒီကောင်ရှိရဲ့တိုက်ရိုက်ခိုင်းလောက်နေမဖြစ်ဘူးလေဒါကြောင့်ငါပါလိုက်နာပေးရရှောင်းမရပါဇက်လေးပွင့်သွားတဲ့အောင်ဖြစ်ပေမဲ့ပြုံးပြီးကျင်းကိုကောင်းကြီးပြတယ်ပါဇက်ဟသွားတဲ့တခဏမှာရှင်ရတော့နှက်ခမ်းအတွင်းသားလေးနဲ့ရှာရည်ရလိကိုမြင်လိုက်ရတော့လေကြောင်း6စာပြုတ်လာပြီမဖြစ်သေးစိတ်ထင်းထားပါအောင်ရှင်ရမိလာလဲရင်နဲ့သွားကြမယ်ဒါမှမဟုတ်မြင်းစည်းကြည့်ချင်လားမဘာလှုပ်ချင်လဲပြောအကုန်ဖြစ်ကိုဖြစ်စေရမယ်ရှင်ရရှောင်းမိန်ကိုလက်ကမ်းပြီးတော့လက်ပြန်ထည့်ပေးလိုက်တော့ကျင်းရပြီးဆောင်နေကြည့်လို့ဒါပေမဲ့ရှင်ရဲ့စကားကြတော့ဝင်ရောက်ပြန်နေမြေးလဲမစီနဲ့လဲလဲမစီနဲ့လမ်းလျှောက်သွားပါလားအဲ့ဒါမှပတ်ဝန်းကျင်လာတေချာခံစားနိုင်ပါလေရှင်ရတော့ကျင်းကြောင်တွန်းတာကိုပါမဝေမပြောမြို့ပြင်ထိသွားမှကိုလမ်းလျှောက်သွားရင်ပင်ပန်းလို့တိမာပြီးဒါပေမဲ့မေကလမ်းလျှောက်သွားခြင်းတော့လမ်းမဲလျှောက်ရမှာပေါ့မညောင်းရင်သူ့တောင်ပွင့်ရှိထားလို့ရသည်
ပြုံးဖိဖိဖြစ်လာတဲ့အရှင်းမျက်နှာကိုကြည့်ပြီးကျင်လေသဘောပေါက်လိုက်ပြီဒီဘရင်စင်ကြံကြံနေပြီလင်းနေပဲတင့်တော်ပါရဲ့ရှောင်းမိတ်ဖြေကြတော့နှစ်ယောက်လုံးတက်ပြင်းချိုင်ဒါပေါ့သူမအသိခါရှိရဲ့မိန်းကလေးပဲဒီလိုတွေးလို့ပိုပြီးအောင်မျက်နှိုးလာမိရဲ့ချစ်ဒါဆိုရှောင်းမရလဲနေလိုက်ခဲ့ဟုတ်ကောင်းရှင်မင်းနဲ့ငါတော့ဘေးရမြင်းနဲ့လိုက်ကြတာပေါ့ကွာရှောင်းမဲကိုလှဲပေါ်တင်ပြီးရင်ជីနူကသူပါလဲပေါ်တတော်မဲရှင်းကိုပြန်ဆွဲချရင်ကျင်းပါကျိန်တန်ခန့်ချင်းနေရထင်တယ်ဒီကောင်ငါ့ကိုလေကောင်းနေပါရဲ့ခေါ်ပြီးအချစ်နဲ့လိုက်ခွဲနေရလူရုပ်မှာကောင်ပြန်ရောက်မှတွေ့မယ်ရှင်းအန်ကြိတ်လိုက်တာမြင်တော့ရှင်းကိုဆွဲထားတဲ့လက်ကိုလှုပ်ပြီးကျင်းကလေးလေးတချွန်ချွန်နဲ့မြေးပေါ်တက်နေလေမြေးပေါ်ပြုတ်ကြပြီးအဲ့ကောင်ဟောင်းမြေးတက်နေပါကြီးသို့ပေမဲ့မြေးပေါ်ရောက်သွားတဲ့ကျင်းကသူ့ကိုလှောင်နေတယ်လို့ကဲသွားမယ်လောက်ပြီးဒေါသထွက်နေတဲ့ရှင်းကိုလစ်လူရှူရပြီးသွားမယ်ပြောတော့လဲမောင်းသမားစာမောင်းပြီးကျင်းအလှည့်ကြမနှွေ့စတမ်းပါကွာမိတယောက်ကိုကြိုက်ရေးကြိုက်ကြည့်ငါရအောင်ဖျက်ပြမယ်မြေးပေါ်ခုံတက်ကရှေ့ရောက်နေပြီဖြစ်တဲ့လှဲနောက်လိုက်ရတော့တယ်ရှောင်းမင်းတရင်ကိုလာစဉ်ကတဘာဝအလှတွေခန်းစားခွင့်မရခဲ့ဒါပေမဲ့အခုတော့လက်ရဘေးတကကိုဖွင့်ပြီးလက်ဆက်တဲ့လေမွေးပြက်နဲ့ပန်းရနဲ့တာယာတဲ့ကျင်းငက်တီးဆူတန်တွေကိုခန်းစားနိုင်ပြီဒီလိုဆိုတော့လေသူမတရင်ကိုလာခဲ့ရတာအလက်ကားမဖြစ်ဘူးပဲသူမတယောက်ပြီးကလေးကစိတ်ညစ်ခဲ့ရတာမျိုးမရှိရောက်ခါစားမျက်နှိုးမခံရတဲ့ကိုလုတ်တော်တပားအနေနဲ့တင်ငယ်ခဲ့ရသေးပေမဲ့လေရှင်နဲ့တွေ့ပြီးရဲ့နောက်ပိုင်းထိုခန်းစားချက်တွေကိုမေ့ပြောက်ပြီးခန်းစားချက်အသစ်တွေဝင်လာနေပြီသူမညာဘက်ချမ်းကအဖြူရောင်မြင်းကိုစီးလာရင်ရှင်နေရောင်အောက်မှာတော့မှသူ့ရဲ့ချောမောခံညာတဲ့အသွင်ကညလိုအေးမြစေသူမကိုလှမ်းကြည့်ရင်မြင်းကိုတလန်းချင်းစီးနေရဲ့ရှင်ဟာတမူးလို့မထင်ရလောက်အောင်ပဲဖုံးကြီးရဲ့မင်းသားတစ်ပါးအလားတင့်တယ်လုံးနဲ့တောက်ပလုံးနဲ့ရှင်ကတကယ်ကိုပဲရှောင်းမိန်ကိုတင်ငယ်လာစီရဲ့စူရရဲ့အကြည့်ကိုကြောက်မိပေမဲ့နှွေးထွေးရဲ့လို့လည်းခံစားရပြန်တယ်ရှင်ကချောလုံးလိုက်တာအဟုတ်ကိုပဲတော်ရဲ့အတော်ရောက်သည့်အထိမြေးပေါ်ကနေထိုင်ကြည့်ခံနေရတော့သူမကလည်းအကြည့်မလွဲနိုင်လေတော့အတော်ကြာမှရှက်ရှက်နဲ့တကားကိုပိတ်ရတော့တယ်လက်ရတကားပိတ်သွားတာနဲ့ရှင်ရဲ့ခံကြားရဲ့အသွင်ဟာချက်ချင်းပျောက်ပြီးချော်မော်ရဲ့မျက်နှာဟာရှုံသွားတယ်။တစ်ဖက်ကကျင်းစီကိုစီးသွားလိုက်ရင်အတန်အုံအုံနဲ့ပြောလိုက်တယ်။ကျင်းခဏနားရအောင်ငါကိုတော့အပေါ့စွန့်ကျင်လို့တကယ်တူတူလေးပါကျင်းကြရုံလောက်လေးပြောလိုက်တာ။ဒါပေမဲ့ကျင်းကဘာတီးပေါက်ချင်လို့ဟုတ်လားဆိုပြီးအကျယ်ကြီးထားအောင်ဒီလေကျင်းပါဇက်ကိုလက်နှစ်ဖက်နဲ့အမြန်ပိတ်လိုက်ပေမဲ့ရှောင်းမိန်ကဘေးတကားလေးဖွင့်ခေါင်းလေးထွက်ပြီးပြောလိုက်ခဏနားရင်နားလေတဲ့ဟုတ်ပြီလေနားလို့ရရင်နားမှာပါဒါပေမဲ့ဘာဖြစ်လို့သူမလေးမျက်နှာကပါပြုံးစီစီဖြစ်နေကြလဲတနေ့ကြမှာလက်စားချင်မယ်ကျင်းရောမမေရောမရအောင်ချစ်တာပဲချက်တာပဲကျင်းရလေမြင်းဘဝဆင်းပြီးရှင်းကိုလက်နဲ့ခါပြနေတဘောကမြင်မြန်လို့ပေါ့ရှင်လည်းရန်ဖြစ်မအားတော့ခြုံနေဝင်ရတော့တယ်ဒီအဆက်ကွဲခြင်းရဲ့တရက်ခန့်ကမိမညကနေကအိတ်မပြောဟိုလိမ့်တီလိမ့်မနဲ့လီတော့အိတ်ရထဟိုလျှောက်တီလျှောက်ပွဲတော်လည်းမတီးနိုင်ရေပဲဟိုတောက်တီတောက်ငါညံ့တာပါအခုတော့ဟိုပေါက်ဒီပေါက်လောက်ရတော့မယ်ရှင်းပြက်လာတော့မမေကဘေးကတော်လန်လေးထဲရက်လို့ခက်ဆဆကြွေကြနေတဲ့ပန်းပွင့်ဝါလေးတွေကဟိုတပွင့်ဒီတပွင့်လေအဝိမှာပန်းပွင့်ဖက်လေးစံတွေမှာကက်နေပုံလေးကရှင်းရင်တဲ့ကိုရေတကုံများလို့တသွင်သွင်စီစင်းစီရဲ့သူ့ကိုမြင်တော့ပြုံးလိုက်တဲ့အခါများဆိုသူ့ရင်နဲ့တသိမ့်သိမ့်နဲ့သွားမယ်တမှုလေးလူရမရောက်ပဲထမင်းငတ်နေမယ်တသွင်သွင်စီးနေရတော့ရှက်သွားလောက်အောင်ကျင်းရဲ့ခက်အောအတန်ကြီးကနားရဲတက်တက်ဝင်လာဒီကောင်ပြောရလေမှန်နေသည်မို့ထမင်းစားချိန်နောက်ကျရင်မိမေပိုက်စာနေရောမှာပေါ့သူရှိရာစီဝစ်စုံလေးမှားပြီးတလန်းချင်းလာနေရဲ့မမိတ်လက်ကလေးကိုအသာဆွဲယူလို့ခပ်ဖွားဖွားစုပ်ကိုင်းလိုက်မိရဲ့သူ့ကိုမောကြည့်လာရဲ့လှပရဲ့မျက်ဝန်းတွေကိုချိုတာစွာညနိုးစွာပြန်ဆိုင်ကြည့်ပေးဖို့လည်းမမိတ်ဘူးပြောစမ်းမမိတ်ကို့ချစ်နေပါပြီငုံရှိုးသွားရဲ့မျက်နှာလေးမှာခက်ရဲရဲပါးပြင်လေးကမျက်နှာချီကြောင်တော့မဟုတ်တန်ရနေချင်းစပွဲတစ်လုံးအိမ်လေးကြောင့်ရှောင်းမိတ်မျက်နှာပြုံးနေရောတယ်အဟုတ်ကိုပဲဒီချစ်စရာအိမ်လေးကရှင်းမယ်တော့အပိုင်းလေးခမဲတော်ကလက်ဆောင်ပေးခဲ့ရတဲ့ဒီရောရှင်လည်းပဲရှောင်းမိတ်ကိုပြီးကျင်မိရဲ့ဒီနေ့ရောမဟုတ်သေးပေမဲ့တနေ့ပေါ့မမေကိုတရားဝင်မိပြက်ကမြောက်ပြီးသွားတဲ့နေ့ပေါ့မင်္ဂလာညအောင်ဒီအိမ်လေးမှာပဲကုံဆုံးမယ်လာအထဲဝင်နေဘဲမှမသွားနဲ့ကုံနဲ့ချင်းကအမဲလိုက်ချင်အောင်မယ်နေ့နေစားအတွက်လားဘာစားကျင်တာရှိလဲရှောင်းမိတ်ပခုံးဖိချလိုက်တော့ထိုင်ကုံပေါ်ထိုင်ချလျက်သားရှင်းအပြုတ်မွာလုံယုံလုံစင်လုံးရှင်းယူလာရဲ့ဟာပေါ့ဘာပဲဖြစ်ဖြစ်ပါရှောင်းမရပါရှောင်းမိတ်ကောင်းပေါ်ကအမောင်လေးကိုဖဲပေးရင်ခေါင်းကိုခပ်ပပပုတ်တယ်
ဒါဆိုဒီမှာငြိမ်လေးထိုင်နေနော်လဲမောင်းသမားအပြင်မှာရှိလိမ့်မယ်ပြောပြီးလက်ထွက်တော့မဲ့ရှင်းလက်ကိုရှောင်းမိန်လှမ်းဆွဲလိုက်တာတကယ့်ကိုစိတ်ကူးရင်ဆန်နဲ့ပြကွက်လို့ပဲနှစ်ယောက်လုံးကအကြည့်ချင်းစုံနေရင်မှအိမ်ရှိမှာစားမိတချို့တွေ့အရင်ဟင်းကြုံလေးချက်ထားပေးမယ်လေဒီလိုကြတော့ယောက်ျားအမဲလိုက်ထွက်မှာကိုမိန်းမရှိရလေးချက်ပြုံရင်စောင့်နေသလိုခက်ချွတ်ချွတ်လေးပြုံးပြလိုက်ရင်ရှောင်းမိန်လက်ကိုဖြုံးလိုက်တယ်မရအောင်အပင်တွေမှာဖုန်နေဘလောက်များလဲနောက်အပူလာရင်ဘလို့လုံးမလဲဒီမှာပဲထိုင်နေပါပြီးရင်အထဲမှာကလေးရှိတယ်တမင်းအိမ်နေအပြင်မှာအဆောင်နေလည်းရှိရမို့စိတ်မပူနဲ့ချွချွတသားလေးပြောပြနေပြီမိတ်အလျှော့မပေးရအတီသားကြီးမကြည်မနှက်နဲ့ခေါင်းကြီးပြတာလေးကိုရှင်ကမချစ်မရဲဖြစ်သွားသည်လက်သီးဆုပ်ကထွက်သွားတော့တယ်ရှင်းထွက်သွားတာခဏကြာတော့ရှောင်းမိန်အထဲဝင်ပြီးအိမ်ကိုစူဆန်တော့တယ်ကလေးကတတော်ကြီးရဲ့ကရင်တိုင်တွေကလည်းကြီးပြီးကရင်အောက်ခြေကတိုင်တွေဆိုတစ်လုံးအကြီးကြီးတွေပြီးလိုက်ကလည်းအနီရောင်အစဆိုတော့ဘလို့ကြီးလဲမသိရင်ငါနဲ့ရှင်ရဲ့မင်္ဂလာဧကန်ကြနေရပဲငါဘာတွေးတွေဒါသမင်းတရေပါကွာဟိကောင်ချင်းတိကြကြည့်ဒါသမင်းကွာအရှင်သာတိကြကြည့်ရမှာဒါတရေတယောက်ကိုတကောင်ကောင်းကြီးကိုင်ရင်ရင်းနေကြတာတကယ်တော့နှစ်ယောက်လုံးမှန်နေရှင်းကင်ထားတာသမင်းကျင်းကင်ထားတာတရေမဟုတ်သေးဘူးမင်းတိကြကြည့်ကြည့်ရော့မင်းကောင်ငါပဲနှစ်ယောက်သားအကောင်ချင်းလဲကျင်ပြီးကျင်းရစပြောတယ်ဒါသမင်းပဲရှင်းရလေသူ့လက်ထက်အကောင်ကြည့်ဒါတရေပါကွာတယောက်ကိုတယောက်မျက်မှောင်ကြုံပြီးကြည့်လိုက်ကြဒီကောင်ငါ့ကိုမခံတာအရှင်ကနည်းနည်းတော့များပြီခလန်းလန်းအဆောင်လှမ်းခေါ်ပြီးရှင်းရသူ့လက်ထက်တရေကိုမြောက်ပြရင်မေးရင်ဒါတရေမဟုတ်လားထိုရဲမဲကတိချာလျှောက်တယ်နေဟုတ်ပါတယ်အရှင်ဒါတရေပါဒီအပြေကြတော့ရှင်းမျက်နှာချီလို့ကျင်းရရဲမက်ကိုဆွဲပြီးမေးပြန်တယ်သူ့လက်ထက်ကအကောင်ပြရင်ဒါသမီးမဟုတ်လားရဲမက်နည်းနည်းတော့လန့်စာပြူနေပြီဒါပေမဲ့သူတိချာပြောလိုက်ပါဟုတ်ပါတယ်ဒါသမီးမရှင်ရောချင်းရောအားနေရလက်တစ်ဖက်နဲ့ထိုရဲမက်ကိုစောင့်ဆွဲပြောတယ်ဒါဆိုဘသူမှလဲဘရင်ရလည်းမှန်နေစစ်သူကြလည်းမှန်နေတယောက်ယောက်ကိုမှားတယ်ပြောလိုက်နှစ်ယောက်လုံးကထတတ်တော်မင်းရှုပ်တွေနဲ့တုံတုံရှိကြီးနဲ့ရဲမက်ခမတောင်းပန်ရရတယ်ကျွန်တော်မျိုးမှားတာပါခွတ်လို့ပြကြပါတောင်းပန်ပါတယ်ငိုတန်တဝမ်းနဲ့ပြောတော့မှထိုရဲမက်ကိုလွှတ်လိုက်ကြနှစ်ယောက်လုံးကခုနဘာမှမဖြစ်တယ်လို့နဲ့လာချင်းမမိတန်ယုံသွားဖက်ရအောင်ယုံလားဟာဒါငါအကျွမ်းကျင်ဆုံးအလုပ်ပဲရဲမက်နာနေတဖြည်းဖြည်းဝေးသွားပြီးမိစကားတန်တွေကြားနေရတော့မိငါကဘယ်နှကောင်ဖမ်းနိုင်တာမင်းကဘယ်နှကောင်ဖမ်းနိုင်တာစသဖြင့်ငင်းခုံစေနှာခေါင်းလေးကိုမွေးပြန်းတဲ့ဟင်းနဲ့တွေဝင်လာတော့အိယာပေါ်ကန်လန့်ဖြက်လေးအိပ်ပျော်နေတဲ့ရှောင်းမိန်လက်နိုးလာရတယ်မွေးလိုက်တာရှင်းပြလာပြီထင်တယ်ခန်းကြီးစာအဖေကထွက်လာတော့အဖန်ကြီးထိုင်တောက်နေတဲ့ရှင်ကိုတွေ့ရတယ်ရှောင်းမိန်အုံမြင်တော့ရှင်းကပြုံးပြတယ်လာဒီနားလာထိုင်ရှင်ကသူနဲ့ကက်လျက်ခုံကိုမင်းငေါ်ပြနေအရန်ကက်ကက်ကြီးကနည်းနည်းတစ်မျိုးဖြစ်လို့ရှင်းထိုင်တဲ့ခုံပဲနည်းနည်းခွာပြီးဝင်ထိုင်လိုက်တယ်အလုံးမဖြစ်ပါဘူးရှင်ကရှောင်းမိန်နာခုံရွှေ့သည်လေအိယာကတက်တောင့်တက်တာရှိရဲ့လားအိယာကထလာတာမို့ရှေ့စပင်လေးနည်းနည်းကျနေရကိုတက်တင်ပြီးရှင်ကချွတ်ချွတ်တတမေးလိုက်အနာကက်ပြုံးပြီးကြည့်ရင်မင်းနေရောရှောင်းမိန်မျက်နှာမထားတတ်ဖြစ်ရပြီအကြည့်လွှဲရင်ကောင်းမိန်ငိမ့်ပြလိုက်တော့ရှင်ကသူ့မကောင်ကိုအတာလာပုတ်တယ်လက်ပိတ်တန်းနဲ့တောက်ပြီးဂရင်းရှင်းလိုက်ခဏနေထမင်းစားလို့ရပြီရှင်အပြောကြောင့်မမြင်ရပေမဲ့မိဖို့ခံဘက်ကိုလှမ်းကြည့်လိုက်မိရဲ့ဟင်းချက်နေရသွားကြည့်လို့ရလားနှစ်ယောက်တည်းခုလိုနေရတာရင်တုံလို့ဟင်းချက်နေရဲ့အခြေခံတော်အင်းနာပဲသွားနေမယ်စိတ်ကူတော့ဒါပေမဲ့ရှင်ကမျက်မှောင်ကုပ်ပြီးရှူတီတီကြည့်လာသည်လေငါဘာလို့မိလို့လဲမရအောင်ဟင်းချက်တဲ့နေရအန်ရများတယ်စီပူရေးစင်ကုန်ဘယ်လိုလုပ်မလဲအသားစိတ်နေရလဲပိုးမွားတွေပါနိုင်နေပြီးတော့ညော်နှန်းကကျမ်းမာရေးဘယ်လောက်ထိလိုက်တယ်လဲမဖြစ်ပါဘူးခုနားမှာပဲနေနောက်တိတ်ဆိတ်မဲ့အချိန်မရှိလောက်အောင်ရှင်းရတဲ့ရက်ဆက်စကားတွေပြောလိုက်မေးလိုက်လုံနေရမို့အနေမခတ်တော့နည်းနည်းကြတော့ရှင်းတဲ့နေရတာတက်တောင်တတာဖြစ်လာတယ်ရှင်းရပါဇက်သေးတွေ့ရတွေရှောက်ပြောပြီးသွားတော့ရှောင်းမိတ်အကြောင်းမေးလာတယ်ရင်းနှီးတယ်လို့ခံစားမိရမို့အရင်ကအကြောင်းတွေအကုန်ရှင်းဖွင့်ပြီးရောတယ်သူမဘလို့နှိမ်ကြပုံဘလို့ရုံမာကြပုံဘလို့ကြောက်တွန်းကြပုံစသဖြင့်ပေါ့ပြောပြနေတဲ့တခြားရှင်းရငငယ်လေးနားထောင်ပေးနေပေမဲ့လက်သီးခက်တင်တင်ဆုပ်ထားတာကိုရှောင်းမိန်သတိထားမိလိုက်တယ်သူမဒုက္ခခံနေရတာတွေကိုသိရတော့စိတ်မကောင်းဖြစ်သွားလို့လားစကားဆုံးတော့ဟူကနေတက်ပြင်းချလိုက်တဲ့ရှောင်းမိန်ကိုရှင်ကခုနပူနေလို့တဟူးဟူးမှုတ်ပေးထားတဲ့ရင်နှွေးခွက်လေးကမ်းပေးလိုက်သူတောက်ဖို့လို့ထင်နေရရင်နှွေးတောက်လိုက်လို့နှက်ခမ်းဆက်မှာရင်နေနေဆိုသွားတော့ပဝါလေးနဲ့အသာတုပ်ပြီးပြန်နေမမိတ်
နမိတ်ခေါ်လိုက်တာအကြည့်ချင်းစုံစီဖို့ရှင်းမြဝန်းနေရတခါစုံပြီးတိုင်းအကြည့်မလွဲနိုင်လောက်အောင်နှစ်လိုပဲကောင်းနေအမေကလွဲပြီးအဖေကြာတာမရခဲ့ဘူးတဲ့အကျဉ်းသားတွေမြင်နေရပြီဒီကြီးကမမေးပါကိုရှိရဲ့လို့ပြောနေတယ်လို့ပဲသူမလက်ကိုထွေးဆုပ်လိုက်လက်ဖွားကြီးတွေကအရန်တွေထွေးလိုက်တွေထွေးလုံးလို့ပြန်မလွတ်ချင်တော့ယောက်ျားတယောက်ပေါ်လောဘတက်လာလားဘာတွေတွေးနေရလဲကို့အနားမှာရှိနေအခြားကြောင်မတွေးနဲ့ကွာကို့ကိုပဲကြည့်နေဟုတ်ပြီလားထပ်ပြီးပြုံးပြနေပြန်ပြီသူပြုံးပြလိုက်တိုင်းရှောင်းမေးရင်တွေခုန်ခုန်လာတာကြာရင်မကောင်းတော့နှစ်ယောက်သားအကြည့်ဆိုင်နေရင်ရှင်းလက်ပူကနေဖြစ်သွားတာမို့ရှောင်းမေးလက်ကိုလွတ်ချမိသွားတယ်ဟာဒီကောင်ကျင်ဟင်းချိုအပူပကံကိုရှင်းလက်နာကပ်ပြီးချလိုက်တာပါမိန်လေးကတော့တခိခိရှိလို့ရီယာလေးကချစ်စရာလေးမို့ဟင်းတွေလည်းချက်ပေးထားတာမို့ရှိစီရောလို့ကုချွေးသိပ်ပြီးပူသွားတဲ့လက်ကလေးကိုပဲပုတ်နေလိုက်တယ်စားလို့ရပါပြီအမျိုးစုံသောအသားဟင်းတွေအရွက်ကြော်တွေကိုစပွဲပေါ်ချပေးလို့ပြီးတော့ကျင်ကသူ့ပါစပွဲမှာဝင်ထိုင်ရင်ပြောလိုက်ဒါရီရှင်ချက်ထားတာပေါ့ဒါရီကုန်းလေးတစိမ့်တဲ့စကားပြောလေးမရှိရဲ့ရှောင်းမိတ်စီကတန်းတော်ရှိကျူးသလိုအမေးခံရတာမို့ကျင်းမျက်နှာကြီးပြုံးဖိနေရတယ်ရှင်ရဲ့မုံကုတ်နေရဲ့မျက်နှာကိုတမေမတိကြောင်ဆောင်ပြီးရင်ကဘယ်ဟင်းကိုဖြစ်ဘလို့လေးချက်တတ်တာဘသူကတင်ပြီးထားတာဆိုပြီးရေဘက်မဝင်အောင်ကိုပြောပြနေရတယ်ရှောင်းမင်းကလည်းတပြေးပြေးချင်းစားရင်လေနားထောင်နေရမို့ရှင်းမျက်နှာကတပြေးပြေးလဲမောင်လာလိမ့်ပြီရှင်ကရှောင်းမိတ်ပကံနဲ့ဟင်းတွေထည့်ပြီးရင်အကြည်စိုက်မယ်တွေးထားသမျှတဲတဲ့ရေသွင်းမင်းကျင်မောင်မီတော်တော်များလုံးနေပြီနူးညံ့တဲ့အရာလေးရှောင်းမိတ်ချေပြလာထိရမို့ငုံကြည့်လိုက်တော့ရှုံလေးဖြူပေးစွတ်နေတဲ့ရုံငယ်လေးကြည်ရတာလာသားအရွယ်ပဲရှိမယ်ထင်တော်တော်လေးကိုချစ်စရာလေးအဲ့ဒါကိုဖမ်းလာတာဟိုဘက်မှာဖေဖေယုံနဲ့မမီယုံရှိရဲ့ရှင်းညွန်ပြရကြည့်လိုက်တော့အဟုတ်ကိုရုံနှကောင်ရှိနေရှောင်းမိတ်လက်ထရရုံလေးကမိဘတွေစီပြေးသွားတာများနှစ်ကနေကျင်ကတခုခုပြောဖို့ပါဇက်ဟတာမြင်တော့ရှင်စပိတ်ခွန်အောက်ကနေကျင်းချီတော့ကိုအားနဲ့လမ်းပြီးဖိနေပြလိုက်တယ်အာကောင်ချစ်အော်တန်ကြီးကြောင့်ရုံလေးတွေခမတုံတက်သွားကြတယ်ရှောင်းမိတ်ကျင်းကိုကြည်ရမြင်တဲ့ရှင်ကရှောင်းမိတ်ပခုံးလေးကိုလှမ်းပုံရင်ဘာမှမဟုတ်ဘူးဒီကားဒီလိုပဲလွတ်ထားလိုက်တော့အပြင်ဘက်မှာချင်းလေးတွေနဲ့ရုံမိသားစုတွေရှိသေးတယ်ရှောင်းမိတ်တွက်ပဲနန်းဆောင်မှာမွေးထားလိုက်ရုံတကောင်စီဖမ်းလာရင်မိန်လေးကမိသားစုတွေကွဲကုန်မယ်ဘာညာဆိုပြီးဂိယူနာတက်အောင်မယ်လေဒီတော့မိသားစုလိုက်ဖမ်းလာလိုက်တာမှန်သွားတယ်သူမမျက်နှာလေးရှင်လို့ရှောင်းမိတ်ထွက်သွားနေကျင်းကမကြေမနက်ဆိုတော့တယ်အရှင်ကကျေးဇူးကမ်းတာပါလားရုံမိသားစုတွေကျွန်တော်မျိုးကြီးရပဲတွင်းနေဒီလိုက်နိုင်ပေးထားရတာမဟုတ်ပါလားမတရားခံရတာပဲဒီဘရင်ရုံနှကောင်လောက်လေးဖမ်းပြီးနားနေခဲ့ပြီးတော့ရှောင်းမိတ်ရှိကြသူ့ပဲအကုန်ဖမ်းလာတယ်လို့လည်းမျက်နှာလောက်တယ်ဒီလိုရောရလားဟုတ်တော့ဘာဖြစ်လဲမဟုတ်တော့ရောဘာဖြစ်လဲကျင်းကိုရော်နန်းတွေပြန်ရောက်မှမောင်မီကိုစုတော်ချင်းမြင့်မယ်လေရှင်းလေတန်ကြီးကသွေးရိုးသားရိုးမဟုတ်တန်ရမဟုတ်တာပဲအရှင်အစင်ချောသွားတယ်ဆိုရင်ဖြင့်ငယ်ကြုံကြီးကဝမ်းမြောက်မိပါပြီဟာရှင်ကတော့ရုံမာတော့မင်းမျက်နှာကြီးနဲ့တောက်လက်စာရင်တွေးခွက်ကိုချပြီးရှောင်းမိတ်နောက်လိုက်သွားတော့တယ်သူတို့အေးအေးစစ်စစ်နေပါစေလေငါဒီမှာအိပ်ပြီးတော့ပဲစောင့်နေရောမယ်မဟုတ်ရင်ငါကြောကုန်းလေးအရှိုးရထင်တော့မယ်ရှင်ဒီလိုရေတကွန်လေးရှိတော့အိမ်လေးအတွက်ပိုအဆင်ပြေပေါ့နော်အေးလေအေးနေရပဲအိမ်နဲ့မနီမဝေးရရေတကွန်အဆက်ကလေးမှာဝှစ်ဆောင်လေးအတာမှခြေပြားလေးဆင်ရင်တွတ်ပြောနေရင်မေကသဘောကျနေရအထင်သာသူမလေးသဘောကျရေးဆိုရင်ဖြင့်ခေါ်လာရတန်သွားပြီသဘောကျလားသဘောကျရင်ရှင်ဒါဆိုလက်ထက်ကြမယ်လေရှင်းဟာမလိတ်တပတ်နဲ့ချစ်ရေးဆိုနေပြန်ပြီဒီလိုစကားတွေကြားတိုင်းမျက်နှာမထားတတ်တာကလည်းအခုထိပဲရှက်တယ်ရှောင်းမိတ်ပခုံးလေးနှစ်ဖက်ကိုကန်ပြီးမျက်လုံးချင်းစုံအောင်အတင်းကြိုးစားနေပြန်တဲ့ရှင်ကသူမအချစ်ကိုမရရအောင်ယူတော်မိဟန်ပါးလေးတွေရဲပြီးအောက်ကရေတဲ့ခေါင်းဝင်တော်မတက်ငုတ်ထားတဲ့ရှောင်းမိတ်လေးကိုခါကနေဆွဲမပြီးဝေရန်ပြက်လိုက်ချင်တော့တာခါတဲ့တင်လေးကိုဆွဲဖက်ချင်တယ်ခြေတော့ကိုသူ့ကိုခွာခိုင်းပြီးမရက်မနာနန်းချုပ်ပစ်ချင်တော့တာဒါမှကြာပန်းကျနံလေးတွေရှင်းကိုဆွဲလာမှလေကြည်နူးစွန့်ပြတ်ပွင့်နေရကိုအပြေးဝင်လာတဲ့အရာရှင်းတတိလက်လွတ်ဖြစ်သွားတာတစုံတစ်ခုရှောင်းမိတ်ကြောထန်ရောက်လာတာကိုတတိမမုံမိလိုက်ဘူးအနာရောက်မှညာလန်းနဲ့လန်းကာလိုက်ရင်ဘဲလက်ကရှောင်းမိတ်ကိုထွေးပွေးလိုက်တယ်သူမလေးကိုဖတ်ထားရင်လက်ဖြန့်ကြည့်လိုက်တော့ဝေရောင်အနှစ်ချောက်ကလက်ပွားမှာစိုက်နေရတာလက်ခါလိုက်တော့အတွေကျသွားပြီမိတ်လက်ပွားကအဲ့ရနှစ်ခုဟာချစ်ချင်းပဲညိုမဲလိုက်ဒါအစိတ်ပဲရှောင်းမိတ်လှုပ်ကြံတာအတိတိုင်းဘယ်ခွေးတောင်စာငါမိမောင်ထိရဲတာလေရှင်ဘာဖြစ်တာလဲဟုတ်သားအတင်းတွေဖတ်ထားမိသွားလှန်သွားတော့မှာပဲ
ချစ်လို့လေမမေကိုဖတ်ထားချင်နေရကြပေါ့သူ့အပြောကြောင့်ရှင်ခွင်လေးကအတင်းရုံထွက်နေပြန်ရောဟာခုနငြိမ်နေခဲ့သလားလို့ရုံးရင်ဖတ်ပြီးနမ်းမိမယ်နော်သူချောက်လိုက်တော့လှုပ်ရှားနေရလေးကမိခဲပေါ်ရှီလောင်းလိုက်သလိုဟုတ်ကနေငြိမ်ချသွားရောရှောင်းမိတ်ပုံလေးကိုသဘောကျသွားပြီးညာလက်နဲ့ခေါင်းကိုပုတ်ပေးပုံပြောင်းလိုက်တော့အထိသွားအကျော်ကစူးရဲစွာနာကျင်လိုက်တကယ်ပဲသူ့ညာဘက်လက်ဖွားတစ်ဝိုက်မှာညှို့မဲနေပြီတဖြည်းဖြည်းပို့ပြီးနာကျင်လိုက်တော်သေးရဲ့မမေကိုမထိသွားလို့ပြန်လာကြပြီပေါ့ရှင်တို့အိမ်ဝါရောက်တာနဲ့ကျင်းရထွက်လာပြီးခနဲ့ပြီးကျင်းအထုပ်တွေသိမ်းတော့မမောင်ခင်ပြန်ကြမယ်ဘယ်ဘက်လက်နဲ့ရှောင်းမိတ်ကိုလက်ဆွဲထိုင်ညာဘက်လက်ကတော့နာကျင်မှုကြောင့်မလုံနိုင်သူတို့ပဲအချိန်ဖြုံးနေပြီအကုန်သိမ်းမိပြီအစင်းသစ်မယ်သွားစို့လဲရတကားတွေအကုန်ပိတ်ထားတာသိချမှရှင်သူ့လက်ကိုကြည့်လိုက်ဖြစ်တယ်ညာဘက်လက်ဘွားတစ်ခုလုံးညုံမဲဆွဲနေပြီးအကျောတွေကလည်းနာကျင်နေရများဓာတ်နဲ့လှီးဖြတ်နေသလိုလက်အစ်စ်တွေကိုချုံနေတဲ့အတိုင်းအရန်ကိုနာကျင်နေပြီဒီလိုနဲ့လက်တစ်ချောင်းလုံးသာပြန့်သွားရင်သူ့လက်ဖြစ်ပြရတော့မည်ညနေဆောင်မို့လေအေးတွေတိုက်နေပါတော့လဲရှင်ရွှေတွေဆိုနေရဲ့သူသိရဲ့သူ့အတော်ဖြူဖြော့နေလောက်ပြီနန်းတွေကိုနောက်ထပ်နည်းနည်းသွားရအောင်မေအခုသူ့လက်ကလုံးဝကိုမလုံနိုင်တော့ဒီမှာလက်တစ်ဖက်လုံးပုတ်ပွားသွားတော့မယ်အတိုင်းပဲဒီညာဘက်လက်နဲ့သူမလေးကိုထွေးပွေးရအောင်ပါကိုဘရင်တစ်ပါးကကူလက်အင်ကချွင်ရင်းလို့ကတော့ရှောင်းမိတ်နန်းဆောင်ရှိပို့ပြရနဲ့ရှင်းကတတိကြကြကိုနှုတ်ဆက်နေသည်မမေကသူ့ကိုချစ်နေပြီလေကိုလွတ်တော်အဆောင်ရှိရအပြန်ကလေးကအမြန်ရှောက်နေတဲ့ရှင်းကိုကျင်ကြည့်မရတော့တာကြောင့်အမြန်ပြေးလိုက်ပြီးလက်ကိုဆွဲလိုက်တော့အော်တန်ကြီးနဲ့အတူရှင်းအယုတ်ကျိုးပြတ်လဲကျသွားတယ်ရှင်းသတိပြန်ရလာပြီဆိုတာနဲ့ကျင်းရဲ့ဒေါသတကြီးရန်တွေ့ရာကိုအရင်ဆုံးခံရတယ်တော်ပါတော့ကွာကိုတော်သိမလို့ဖြစ်နေရတာမောင်မင်းကစုနေတော့လားကွအသက်ပြင်းပြင်းရှူရပြီးတဆစ်စစ်နဲ့နာကျင်နေပုံနေပါအောင်ရှောင်းမင်းနဲ့တူပြန်လာတဲ့အစိမ့်မိရမဟုတ်လားနည်းနည်းလေးလှုပ်လိုက်ရင်တော့အယိုးခန့်အောင်နားနေပြီမို့ရှင်ကောင်းလေးပဲအသာငိမ့်ပြလိုက်တော့တယ်အရှင်ကအဲ့ဒါတော့အေးအေးစစ်စစ်နေလိုက်သေးရဲ့ဟုတ်လားကိုယ့်လက်ကိုပြန်ကြည့်လာတကယ်ပဲအစိမ့်မိထားတဲ့လက်မှာတထောင်စစ်အနာတိညိုမဲဆွဲနေပြီဒါတော်ဝင်သမားတော်တွေကအစိတ်ကိုထိန်ထားလို့မမေကိုပြက်လိုက်တာငါမြင်လိုက်လို့တာပေါ့မဟုတ်ရင်ငါကိုတော့စက်တောင်မတွေ့ရဘူးလက်ဖြတ်ရတော့မှမင်းလို့ကျင်းပြောလိုက်ခြင်းပေမဲ့ရှင်းပုံစံကအရန်ကိုတော့ကရောက်နေပုံမို့သူ့လက်လျှော့လိုက်တယ်နာကျင်မှုကြောင့်လက်ထင်ကြောတွေထောင်းနေပြီးမျက်မှောင်ကျုံထားရတာရှောင်းမိတ်ကိုတွေးပူပေးနေရောရှင်မင်းအချစ်ကရှားမှရှားပဲရှင်းမင်းနေရ3 ရက်ဒီနေ့နဲ့ဆို4 ရက်ပေါ့ဒီရက်တွေထဲမှာလောက်ကျန်သူကျင်အပူတပင်းရှာပေမဲ့တန်တရားဖြစ်စရာလိုတာမတွေ့ရစကားလမ်းကြောင်းလွှဲတဲ့အနေနဲ့လောက်ကျန်သူကျွန်တော်မျိုးကြီးကရှာနေရဖြစ်လို့ဒဏ်ရာပဲအာရုံစိုက်ပါရှင်ကောင်းပြီတပ်ပြင်းတခြားခြားပင်သက်တရှိုင်ရှိုင်နဲ့ရှင်းပုံဟာအလွန်တနာဖို့ကောင်းနေလေမျက်နှာဟာလည်းချောင်းကျနေပြီးအတော်နွမ်းနေပုံမမိန်သာအနားရှိနေရင်ကျွန်တော်ပြုစုပေးမှာမဟုတ်လားချက်ချင်းကြီးကိုအကြည့်တွေကနူးညံ့သွားပြီးပြုံးတင်ရောင်မှဖြစ်လာတာမို့ကျန်းလန့်ပြီးတလွန်ကနေအနောက်ကို3 လမ်းလောက်ခုန်ဆုံလိုက်မိရဲ့ဘာလဲဟာဒီပြင်ဒီလောက်ဖြစ်နေအောင်တနာယူနေုံလားပြင်သူ့ရင်ပတ်လေးသူဖိပြီးတော်တည်းရဲ့ငါယူမနေလို့တပြင်းတခြားခြားနဲ့ကျင်းအသာလေးထွက်လာလိုက်တော့တယ်တတိယရချင်းမမေကိုတွေ့ကျင်တာအယမ်းပဲစိတ်ရှိတိုင်းသာဆိုသူဘလောက်နာကျင်နေရဲ့အကြောင်းမမိန်လေးကိုပြောမိသူမစီယာဂရုစိုက်မှုတွေတနာကျင်တာယူရမှုတွေကိုထွေးပိုက်ပြစ်မိဒါပေမဲ့လည်းဖြစ်မှမဖြစ်နိုင်သေးပဲရင်းထွက်သွားတိချာမှရှင်ဖြည်းဖြည်းချင်းထားတယ်လှုပ်လိုက်တာနဲ့ညာဘက်လက်ကအယိုးတွေကပါတဖြည်းဖြည်းနဲ့နားလာတယ်နာတယ်ဒါဘာမှမဖြစ်စလောက်နာကျင်မှုပဲမမေကိုသာထိသွားခဲ့မယ်ဆိုရင်ညာဘက်လက်မဟုတ်ပဲရင်ဘက်ကြီးတစ်ခုလုံးကနာနေမှာတော်တည်းရပေါ့မမေကိုမထိသွားလို့တော်ပါသေးရဲ့ရှင်းရဲ့ညာဘက်လက်ကအယိုးတွေတောင်ငေါထွက်နေပြီးမဲကြုံနေပြီသူသိရဲ့ဒီနေ့မှဖြည့်စည်းမရရင်သူ့လက်တကယ်ဖြတ်ပြရတော့မှာအချိန်နေဘလို့လဲဘာတရင်ကြလဲလို့ငါမင်းနေရလေကိုလို့တော်ချမ်းအဆောင်ထဲမှာပစ္စည်းတွေလဲမော့စာကျဲနေသည့်အထိပောက်ခွဲထားတယ်သူမကိုယ်တိုင်လဲဒေါသတကြီးဖြစ်လို့မိတ်ချလို့သူမကိုယ်တိုင်အစိတ်အနဲ့ပြစ်ခဲ့တာသူမရဲ့အရှင်ကိုဖျားယောင်းသွားလို့ရုပ်ချောတာလေးတစ်ခုတည်းသာသွားရုံနဲ့အရှင်ကိုရသွားရောလားငါငယ်ငယ်ကလေးကအရှင်ကိုပဲချစ်ခဲ့ရလေသူမအသက်12 နှစ်လောက်မှာတိုက်ရင်ကိုအလဲလာရင်ရှင်ကိုတွေ့ကသဘောကျခဲ့နောက်ရှင်နန်းတက်ပြီးတော့ချစ်ကြည်ရေးအနေနဲ့သူမပို့ဖို့သူမကိုယ်တိုင်တောင်းဆိုခဲ့တာလေအရှင်ကအေးအေးစစ်စစ်နေရတိုက်မှန်ငါသိလို့အနောက်ရှက်မပေးပဲအဝေးကနေပဲကြည်နေခဲ့ရလေဒါမဲ့ဘာဖြစ်လို့အရှင်ကသူများသဘောကျသွားရလဲတကယ်မခံစားနိုင်
နှစ်ပေါင်းများစွာချစ်လာရတာငါပါမိန်းကြည့်လို့နေရရောက်တာဘလောက်ကြာတယ်လို့အရှင်ကိုရသွားရလေအရှင်ရရောဘာဖြစ်လို့များအစိတ်အကိုဝင်ခံလိုက်ရလေဘာဖြစ်လို့လဲတတိယလာပြီးမမေဒါပေမဲ့လက်ကအချင်းကြီးတော်တော်ဆိုးနေပြီလို့ပြောပါတယ်ချန်ရဲ့ကျမ်းပြင်ပေါ်ခွေကနေလဲကျသွားတယ်ငါလက်နဲ့လွတ်လိုက်တဲ့အစိတ်ကအရှင်အတွက်မဟုတ်ဘူးလေအဲ့ဒီအစားငါပဲအနာခံလိုက်ရမှာအရှင်သာမိန်းကျလို့အစာဝင်ခံပြီးမှန်းသိငါမလုပ်ပါဘူးငါမလုပ်ခဲ့သိမှုကျမ်းပေါ်ထိုင်ချပြီးအတန်တိမ်မျက်ရည်ကျနေတဲ့ချန်ရင်ရုတ်တရက်ပဲစက်ကနေကောက်ရက်ပြီးအစီကလက်ကိုဆွဲကအာကုတ်တကြီးပြောတယ်အခုချက်ချင်းတော်ဝင်သမားတော်တွေသွားခေါ်လာခဲ့ငါပြီးစရာရှိရလို့ပြောလိုက်မဟုတ်သေးဘူးငါမှစီးကောင်းရှိရလို့ပြောလိုက်မဟုတ်သေးဘူးမသိတော့နေပြောချင်တာပြောပြီးသမားတော်အပခေါ်ခဲ့တော်တော့အယူတယောက်လိုပြောနေပြီးအစီကံကိုအပြင်ကိုအတင်းတွန်းပို့နေပြန်တယ်အရှင်ဘာမှမဖြစ်ရဘူးသမားတော်ရောက်လာတော့ချန်ရင်ကအယူတယောက်ပုံမဟုတ်တော့ပဲတရရလှလှပပနဲ့သမားတော်ကိုသူမငယ်စဉ်ကလေးကစီအကြောင်းနားလေကြောင်ပြောပြီးရှင်းရောကအကြောင်းမိကမလိန်တပတ်နဲ့ဖြည့်စည်းဂျွန်နီကိုပြပြလိုက်တယ်ဟင်ရှင်3 ရက်လောက်ပျောက်နေပြီးပြန်ပေါ်လာတော့လေပရင်းကခိုးဝင်ကရှောင်းမိတ်ကိုအတင်းဖတ်တော့တယ်မယုံပါနဲ့လားကွာကိုလက်အရန်နာနေလို့ပါဘယ်ဘက်လက်နဲ့ဖတ်ထားပြီးမဲ့ရှောင်းမိန်ရယုံတော့ညာဘက်လက်ကိုထိမိပြီးရှင်အသေးခိုက်အောင်နားရတယ်လွမ်းနေရရှင်းလေတန်တူပွားနဲ့အားမရှိဟန်မို့ရှောင်းမိန်ယုံနေရရရက်သွားသူမလည်းတတိယနေရပါပဲတနေ့ကပြန်ရောက်ကလေးကရှင်နဲ့နေလို့မကောင်းတာရှင်းရလေမလားတော့ရှောင်းမိန်ပူပန်နေခဲ့ရလေအခုရှင်းအတန်ကြောင့်ရှောင်းမိန်စိုးရင်စိတ်တွေပုံများလိုက်ရှင်ခဏလောင်ကြည့်မယ်ဘာဖြစ်တာလဲလို့ရှင်မလွတ်ပေးပြန်ရှင်ကပိုလို့တော့တုတ်ပတ်သေးရဘာမှမဖြစ်ပါဘူးကွာအလုပ်နည်းနည်းမအားလို့ပါအခုလွမ်းလို့သာလာတွေ့ရရှောင်းမိန်မယုံပေမဲ့စက်မမီရောရှင်းအတန်ကတကယ့်ကိုပင်ပန်းနွမ်းနေပုံပေါက်နေလေရဲ့သူမလက်ထပ်နဲ့ရှင်းကြောပြင်ကိုအသာပုတ်ပေးလိုက်ကမှအားကိုရာတွေ့ရဲ့ကလေးငယ်လိုရှင်းကိုကျလိုက်သူစစ်ပွဲလဲနှွဲပူပါတယ်စစ်တိုက်ရာပြန်လာတိုင်းထွေးပွေပြီးမဲ့မိဘတွေမရှိခဲ့ဘူးသူမငိုခဲ့ဘူးဒါပေမဲ့အခုကျဘာလို့ဝမ်းနေလာလဲသူမရှိလာလို့များလားသူနာကျင်နေပေမဲ့နှစ်သိမ့်ပေးမဲ့သူရှိမနေလို့များလားကို့ထားမသွားရအောင်နော်ကိုမမေ့ကိုအရန်ချစ်တာလေတံလေးကတနာစရာကောင်းနေရမို့ရှောင်းမိန်ရှင်းကြောပြင်လေးကိုအသာပုတ်ပြီးမထားသွားပါဘူးလို့ဖြေမိသွားတယ်သူမတတိလက်လွတ်ဖြစ်သွားတာကိုရှင်းကသိပေါ်မရမှန်းတေချာမှရှောင်းမိန်တပ်ပြင်းချနိုင်တယ်ငါဘလို့များရှင်းကိုချစ်မိသွားပါလိမ့်နော်မဖြစ်သင့်ဘူးလေဒါပေမဲ့ဒီအနေထားတိုင်းကြကြနေဖြစ်ကြတယ်ညအချိန်မို့ကောင်းကင်မှာလာမင်းကြီးကထိန်သားလို့မမိန်ရော့တားလေးမြည်ကြည့်မှန်ဝင်းနေရဲ့စပြေးတီးကြီးတစ်လုံးကိုရှောင်းမိန်ပါဇက်နာတိုးပြီးနေရဲ့ရှင်ကြောင့်ရှောင်းမိန်မတက်သားပင်စားလိုက်ရပြန်တယ်အဲ့ဒီရှင်ကချစ်သူစုံတွဲတွေလိုကျင်စာအုပ်မောင်နှံတွေလိုကဲတဲ့လှုပ်ပြနေသည်မှာတနေ့ကရုတ်တရက်ရောက်လာပြီးကြတဲ့ရှောင်းမိန်ဘက်ကချစ်မချစ်တာမမေးတော့ပဲအတင်းတွေဖြစ်နေရောတာရှင်ဘက်ကကြည့်ပြန်ရင်လေပြီးခဲ့တဲ့ကိစ္စကြောင့်ရှောင်းမိန်ကိုစိတ်မချဖြစ်နေလို့နေ့အချိန်ဆိုအနားမှာတမင်ကနေခဲ့တာဟိုကိုလို့တော့စောင့်ကြည့်ကြတာလဲပါတာပေါ့ဘလို့ပဲစီးကြောင်နားလေဆိုနေတန်တရားဝင်ကြကောင်းနေရပဲမဟုတ်လားကျင်းစစ်စေခဲ့တော့အခင်းဖြစ်တဲ့အချိန်မှာအဲ့မိမနန်းတွေမှာမရှိဘူးတဲ့ရှင်ကရှောင်းမိန်နန်းဆောင်မှာပဲနေလို့ရှောင်းမိန်ကမသိတော့ပြောတော့လူမြင်ကွင်းမှာပဲနေကြတာပေါ့ဆိုပြီးအဆောင်ရှိကခုံတန်းလေးပေါ်မှာထိုင်နေကြတာမနဲ့ကလေးကနေ့လယ်စားတော့လေရှင်ကအစီကံတွေဥယျာဉ်ထဲမှာပြင်ဆင်စေပြီးအတူစားကြရတယ်အခုအချိန်ကြီးကဘာနဲ့တူနေလဲဆိုရင်ရှောင်းမိန်ကနေချင်းညချင်းမိဖုရားကောင်ဖြစ်သွားတဲ့အတိုင်းပဲဘယင်မမြင်ဘူးပေမဲ့ရှင်းကဘယင်နီးပါအာနာရှိနေလို့အစာထူးဆန်းတယ်လို့တွေးမိပေမဲ့သူတို့ကယဉ်ဤပုံရမို့နောက်ပိုင်းသိတိမထားမိဖြစ်တော့သူမကိုယ်တိုင်ကရှင်းကိုတန်တရားမဝင်ခြင်းတော့တာယုံကြည်လာတော့တာပါအခုလဲရှင်းကအချို့ပွဲတွေတတိတွေအစုံချခင်းထားစီပြီးရှောင်းမိန်ကိုတစ်ခုပြီးတစ်ခုခွန်ကျွေးနေရတာစပွဲခုံမော်လက်ထောင်ရင်လည်းစိုက်ကြည့်နေသေးရဲ့ဒီလိုရှက်ရွံ့ဖွယ်အခြေအနေတွေကိုရှောင်းမိန်အသားကျနေပြီသူမရဲ့အစီခံရွှင်အားကလည်းရှင်းကိုသဘောကျရင်ရှောင်းမိန်ကိုသိချစ်မှန်သိတာလို့ရလေဒါကြောင့်အဝေးကနေပဲခါစားနေလေမမေလေးကို့ချစ်လားဆိုလို့နေရင်ထိုင်ရဲ့ဘာထားဖောက်တယ်မသိချစ်လားတွေမိပြန်ပြီရှောင်းမိန်တကယ်မနေတတ်ပါဘူးဆိုအဆက်သေးနေရဲ့မျက်နှာရည်ရလေးနဲ့အတူထွက်ပြေးတော့မဲ့မိမလှလေးလက်ကိုလှမ်းဆွဲပြီးဖတ်လိုက်တယ်ခါတဲ့တဲ့လေးကသူ့လက်နဲ့အဝင်ခွင်းကြသူမကိုလေးကသူ့ရင်ခွင်းထဲမှာငိမ့်တက်လို့သူနှစ်ချိုက်တဲ့ကြာပန်းကျနံလေးကလည်းတင်းလျက်ချစ်တယ်ကွာ
ကိုတသက်လုံးစောက်ထိန်လာသမျှကျင့်ဝတ်တွေကမမင်းနဲ့မှပဲမနှဲထိန်နေရတော့တယ်သိလားလို့ကိုရမ်းချစ်နေရလို့မမင်းလေးရင်ချစ်တယ်အရန်ချစ်တယ်လို့ကြီးနုစကားလေးတွေနဲ့သူမလေးကိုဖျားရောက်နေရောရွှေရှာပွေအတန်ကြီးကခက်လန့်လန့်ထွက်လာကျင်းဆိုတဲ့အကောင်ဟာရှင်တို့ကာကွယ်ဆိုပြီးအနီးကပ်ဆောက်ရှောက်နေရဆိုပြီးပေါ်တင်ချောင်းနေချတာရှင်းရလေလူပြိုကြီးကျင်းကိုတနာတဲ့အနေနဲ့ခွတ်လွတ်ထားပါသည်လေဒါပေမဲ့အခုလိုကြည်နူးနေရင်ထထဖောက်တာကတော့များနေပြီခုနငြိမ်ပြီးနားထောင်နေတဲ့ရှောင်းမင်းကကျင်းကိုမိနေဟန်တူပိုင်အခုမှရှက်ပြီးသူ့ရင်ခွင်နဲ့ခေါင်းလေးကိုတိုးဖွာထားတယ်ကျင်းဘက်ကိုလက်သီးလှမ်းပြပြီးခန္ဓာကိုယ်သေးသေးလေးကိုတိုးဖတ်ထားလိုက်တော့တယ်ကျင်းလေအသေးပုံနေရဲ့ရှင်းကိုမဲ့ရွယ်ပြီးကြည့်နေပြန်တယ်မျက်လုံးတောင်စုံကဖြက်ကနေပျောက်သွားတဲ့အရေးကြောင့်လှမ်းကြည့်လိုက်တော့ဟိုကိုလုတ်တော်မှဒီကိုနောက်တစ်ခေါက်ထပ်ရောက်ပြန်ပြီနော်ဒေါ်ရီကအပန်းဖြေအိမ်လေးကိုရှင်းနဲ့ရှောင်းမင်းနှစ်ယောက်ထဲထပ်ရောက်လာပြန်တယ်တကယ်အရန်သူမြားကျင်တာရောရှင်းရရှောင်းမင်းနဲ့ရှောက်သွားနေကျင်တာရောပေါင်းပြီးနောက်တစ်ခေါက်ထပ်ရောက်လာခဲ့တော့တာပဲဒါပေမဲ့ပထမအခေါက်နဲ့မတူတာကအခုတစ်ခါမှကျင်းမပါတာပဲတကယ်တော့ကျင်းနဲ့ကိုရန်တော်တွေကတနေရာကစောင့်ကြည့်နေကြသည်ပါတစ်ဖက်ကလှုပ်ရှားနေတခါလေးဖမ်းပစ်ဖို့အဲ့လိုလှုပ်ရှားအောင်လဲရှင်းရတမီကိုအရင်ရက်တွေကအယောင်ပြထားရမဟုတ်လားကျင်းကတော့မကြေမနက်ဖြစ်နေဟန်တူပါ၏အိမ်ထဲမှာရှိနေတဲ့ရှောင်းမိန်တို့မမြင်ရဘူးဆိုတော့ဒုက္ခများချောင်းလို့မရတော့ဘူးလေကိုသိနေမမေဒီနေရာလေးကိုသဘောကျနေရမဟုတ်လားဟုတ်တယ်အေးချမ်းပြီးတိတ်ဆိတ်လို့သဘောကျတယ်ဒီလိုဆိုတော့လေဒီကိုထက်လာရတန်သွားရောပဲရှင်းရကြည်နူးမကသူမလေးပျော်နေမှဆိုတော့လေရှင်းရသူမကိုရွှင်ရွှင်ဆဆကြည့်နေပြန်တာမို့ရှောင်းမိန်မျက်နှာအမူအရာထားမတက်ဖြစ်သွားတယ်ငါဒီချင်းနေနဲ့ကျင်သားရနေပြီ။တစ်ဆက်တည်းမှာပဲခုံပေါ်တင်ထားတဲ့ရှောင်းမိတ်လက်လေးဟာနှွေးထွေးရဲ့လက်ပွားကြီးတဲ့ရောက်ရှိသွားတယ်။ထိုလက်ကနေတဆင့်ရှင်းရဲ့ချစ်ချင်းတွေကိုသူမခံစားလို့နေရတယ်။မမိန်သူမဘေးမှာထိုင်နေရင်းနဲ့ပဲခေါင်းငုံထားတဲ့ရှောင်းမိတ်မျက်နှာကိုမီးဖြားလေးကတဆင့်မော့ယူစီပြီးကျင်နာနာခေါ်လိုက်တယ်။ချစ်ချင်းမြတ်တာတွေပြောင်းဝင်နေတဲ့စကားတဟာသူမနားလေးကိုချုံမြိန်စွာစီးဝင်သွားသလိုရှောင်းမိတ်ကြက်တီဖြန်းကနေထလာရတယ်။မျက်လုံးချင်းစုံသွားတဲ့ရှင်းကအကြည့်မလွဲနိုင်အောင်ပြူစားပြန်နေကိုဒီပါးလေးကိုမွေးကြူချင်တာခွင်ထားသလိုနဲ့သူမပါးလေးကိုလက်မလေးနဲ့ပုံရင်ညင်သာစွာနှမ်းရှုံလိုက်ရှင်းရှောင်းမိန်အဆက်သေးပြီးထားပြီးတော့ရှင်းပြန်ဆွဲချလိုက်တာရှောင်းမိန်ခမရှင်းပေါ်ထိုင်နေတာရှင်းရဲ့လက်တစ်ဖက်ကသူမခါခက်တင်တင်ဆွဲဖက်ထားပြီးလက်တစ်ဖက်ကသူမမိဖျားလေးကိုကင်ထားငါကိုတော့လက်ပြန်ကောင်းသွားလို့တော်သေးချစ်တယ်မမေရဲ့ရှင်းရဲ့မျက်ဝန်းကနည်းနည်းထိတ်လန့်ဖို့ကောင်းနေရဲ့လို့ရှောင်းမိန်ထင်တယ်ရင်ဘက်ချင်းကပ်နေရဲ့ရှောင်းမိန်ခံစားမိနေခါလက်တွေကလည်းတင်းကျပ်နေသလိုအသက်ကလည်းခက်ပြင်းပြင်းရှူနေရမို့ဒီအချိန်ကြီးကတခုခုဖြစ်ဖို့လှုံ့ဆော်နေသလိုရှောင်းမိန်အတွင်းများနေစင်းမှာပဲရှင်းဟာသူမကိုစတင်နှမ်းဆိုင်နေပြီရှင်းဟာလူတွေမဟုတ်ဘူးနှက်ခမ်းကပါနှွေးထွေရဲ့ရှင်းရဲ့အနံကနူးညံ့လုံးနဲ့ရှင်းမျက်လုံးတစ်ဖက်ဖွင့်ကြည့်တော့မျက်လုံးတွေမှေးစင်းနေတဲ့ပါရဲရဲလေးနဲ့ရှောင်းမိန်ကိုတွေ့ရတယ်အစနီးကညင်ညင်တသားလေးနဲ့သူမလေးကိုဖျားယောင်းမလို့ကိုဒါပေမဲ့ဒီလိုရုပ်လေးကိုမြင်လိုက်တော့ဘသူကနေနိုင်တော့မှလဲနူးညံ့မှုကကြမ်းတမ်းမှုကိုခုံပြောင်းလိုက်တော့သူမလေးစီကညည်းတန်ထွက်လာခါးပေါ်လက်တွေကပိုတင်းကျပ်လာပြီးရှောင်းမိန်ခေါင်းနောက်ကထိန်ကန်ကအာရပါရနန်းတော်လေးသူမလေးကလည်းတုတ်ပြလာပြီးမို့အသက်ရှူမဝတော့မှပဲရှင်းရဲ့အနံတွေဆဲသွားတယ်ရှောင်းမိန်အမောဖြစ်နေအောင်မှပဲအနံတပွင့်ကမီးဖျားလေးကိုရှောက်လာပြန်တယ်ရှင်းကသူ့နှက်ခမ်းနဲ့သူမမျက်နှာတစ်ပြင်လုံးကိုပုတ်ဆွဲနေပြန်တယ်နှက်ခမ်းလေးကလေတိုင်းကြကြော်လေးစီကူသွားတော့ရှောင်းမိန်လက်သီးဆုပ်လိုက်တယ်သူမရှင်းကိုယုံနေသူမရှင်းကိုချစ်တယ်ဘရင်တီသွားလို့အသက်ခံရမယ်ဆိုရင်တော့သူမဘဝကိုရှင်းလက်ထဲပြီးအောင်ပါပဲခါကြီးကြိုပြေးကြသွားသည်နှင့်ကြာပန်းရှင်းနံလေးပို့သင်းလာပြီးရှင်းအသက်ချူမှားလိုက်သူမလေးကိုပွေ့ရှိလိုက်တော့လက်သက်သွဲလေးတွေကရှင်းကိုရှက်တိုင်းလိုက်စကားပြောဖို့ပြင်းနေတဲ့နှက်ခမ်းပါးလေးတွေကိုငုံဆုံလိုက်တော့စကားတန်တွေထွက်မလာနိုင်တော့နောက်အိတ်ခမ်းတဲ့သူမျောမှန်းထားတဲ့အတိုင်းပဲကိုလွတ်တော်မကထောက်ချောက်တဲဝင်လာတာမို့ကျင်းတို့အတာတကြီးပဲဖမ်းလိုက်နိုင်တယ်ညနေတောင်စောင်းလို့နေပြီမို့ရှင်းတို့ပြန်ကြတော့ကျင်းစိတ်ထဲရှောင်းမိန်တစ်မျိုးဖြစ်နေသလားလို့ခြေလမ်းတွေနေပြီးခေါင်းကိုမော့မလာတော့ရှင်းမျက်နှာကြီးကတော့ပြုံးဖိနေရများတလက်လက်ကိုတောင်းလို့မမေမျက်နှာလေးမကောင်းပါလားစိတ်မပျော်ရွှင်စရာရှိလို့လားမမေရှောင်းမိန်ဒီရက်တွေတဲ့နေသိမ့်မကောင်းရင်ပြည့်ပြည့်နေပြီးဘာဆဆအန်ထွက်နေရှင်းစုပ်ကအလိုက်မသိပဲနေမကောင်းမှုဆိုပြီးကြက်ပြုတ်ရည်တွေစွတ်တိုက်ရှောင်းမိန်ကအနံ့ရနဲ့အန်နဲ့ဟုတ်နေရောတမားတော်နဲ့ပြဖို့ကြတော့ရှောင်းမိန်ကစီကြောက်တယ်
နေမကောင်းလို့တောက်ရတဲ့ဆေးတွေဆိုသုံးဖြစ်တာအနံ့အစပြီးအရသာအစုံမုံလုံးလို့ဒါကြောင့်သူမဘာဖြစ်နေလဲဘလို့ခံစားနေရလဲဆိုတာဘသူကိုမှမပြောတာအခုလေကောင်းတဲ့ရိတ်တိတ်နဲ့အားနေတယ်လို့ဖြစ်နေပြင်းလို့ပါငါဘာမှမဖြစ်ဘူးရွှေအားတကယ်တော့တချို့ပါရှင်းရဲ့တချို့တခုခုဆိုရှင်းကိုပဲသွားပြောပြနေလို့ဒါနဲ့ရှင်းကိုတော့တွေ့ကျင်လာပြီရှင်သူမကြည့်မလား2 ရက်ပြည့်ရောမယ်ရွှေအားလေးကောင်းလေးညိတ်ကပြီးမှပဲအသာရှက်နေရောအဆောင်ရှိရခုံလေးမှာတစ်ပင်ကိုပြင်းတိပြင်းပြင်းမိပြီးထိုင်နေတဲ့ရှောင်းမင်းကနည်းနည်းရောထူဆန်းလို့နေရဲ့တောင်တောင်အီအတွေးတွေပြန့်လွင့်ရင်ရှင်းနဲ့ပတ်သက်တာတွေပဲတွေးနေမိရဲ့တလုံးကအပန်းဖြေအိမ်မှာဖြစ်ပြီးကြရရှင်းနဲ့သူမချစ်သူတွေဖြစ်သွားသလိုသူမလည်းရှင်းကိုချစ်ကြဝန်ခံပြီးပြီရှင်ကအတော်လေးကိုဆိုပါညတကောင်ဆိုပရင်းကဝင်လာတက်ပြီးသူမနဲ့အတူတညတာကုံဆုံးလေးရှိရဲ့ထူးထူးဆန်းဆန်းမနေ့ကတာမရောက်လာတာဒါလည်းတနေ့ကအတူချချစ်သွားသည်အဲ့ဒီအကြောင်းတွေတွေးလိုက်ရင်ကျင့်သားမရပဲသူမပါပြင်တွေထူဖူလာပြန်ပါပြီတစ်ပီရောကောင်းမိရင်တစ်ပင်ပေါ်မော့ချင်းမိရောဘာလဲဟာဒီရှောင်းမရငါ့အောင်မြင်တာမိလဲသွားကြလားဒီလောက်ခံကြရုပ်ရည်ကျင်ဟာရှင်းပြီးရဲ့တာဝန်အရာရှောင်းမင်းကိုစစ်သူကြီးပြီးစောင့်နေရတယ်တစ်ပင်ပေါ်တက်နေရင်အိမ်ရင်ငိုင်ရင်စောင့်နေကြတောင်ရှောင်းမရဗတရားတွေလန့်သွားအစီကံတွေကရှောင်းမင်းကိုပြစ်သွားတာကိုပဲတစ်ပင်ပေါ်ကကြည့်နေလိုက်တော့တယ်ကျင်ဒီလောက်အားနေရလားရှင်းတန်ခံနိုင်ပါမလားပဲဟာအရှင်မလုံတင်ကြမှာအရှင်အဲ့ဒါအစ်စ်ကြီးနန်းရင်ပြင်မှာကျင်းကိုဓာတ်နဲ့လိုက်ခုတ်နေရဲ့ဘရင်ကျင်းရလဲဘရင်ဆိုတော့လေပြန်ခံတိုက်လို့မရတာမို့ရှင်ပြုံပတ်ပြေးနေရဲ့အဆောင်တွေအမှုတန်းတွေကတော့ကြည်ပြီးရဲလို့အစ်စ်လေကိုရောင်မောင်မီးကိုမေ့သွားအောင်ရိုက်ချင်တာဟမ်ကိုရော့ချစ်လေးကိုမောင်မီးဘလို့လုပ်လိုက်လို့မေ့လဲသွားရလဲချင်းသိန်းရုပ်ကြီးရဲ့တစ်ဖက်တစ်ချက်ကနေအပြန်အလှန်ရန်ဆောင်နေကြစေရှင်းကင်ထားတဲ့ဓာကြီးကနေရာအောက်မှာတလက်လက်ကျင်းရလဲတယ်လေအမိခံကြလားအရှင်းချောင်မင်းကအသိငယ်လုံးတာပါကျွန်တော်မြို့ကတစ်ပင်ပေါ်မှာနေနေအောင်သူမတစ်ပင်အောက်ကလှမ်းမြင်ပြီးမိသွားရလေဘာမောင်မီးကတစ်ပင်ပေါ်ကနေကြည့်နေရဲ့ဟုတ်လားမရတော့ဘူးရှူကုန်းကုန်းကြီးကိုတော့ကြာဖို့ယူပေးဟာအရှင်နားလည်မလွဲနေတာပါအရှင်ကြာဖို့ကြီးချလိုက်ပါလားလို့ရှင်းရဲ့အားနဲ့လွှဲရိုက်တဲ့ကြာဖို့ရိုက်ချက်တွေကိုကျင်မနဲ့ရှောင်ရှားနေရတယ်ဒီပြင်တဝင်းကြောင်လုံးတာငါမိသွားသေးရပဲရုံးရင်ဆန်ကဖြစ်နေတဲ့သူတို့ကြားတဲ့ကိုရဲမက်တယောက်ဝင်လာတော့တနာစရာရဲမက်ခမမြေစာပင်ဖြစ်သွားရတယ်ကြာဖို့တန်တွေအလူးလဲခံနေရရင်သူလာရင်ကိစ္စကိုရှောက်တင်ဖို့ရလဲမမေ့ဘူးအရှင်ကိုလို့တော်မေဟာကိုဝင်ရနေရလို့တမားတော်ကြီးကရှောက်တင်ခိုင်းလိုက်ပါဒီစကားလေးကြားရောရှင်းလက်တွေကကြာဖို့ပြုတ်ကျသွားရင်မြေကြီးနဲ့ခြေတော်မထိတော့သလိုထာဝရရှင်တန်နဲ့အစွမ်းတွေရလိုက်သလိုအတော်မတက်နိုင်တဲ့ပျော်ရွှင်မှုတွေရှင်းစီစည်းဝင်လိုက်တိတ်ချစ်ဖို့ကောင်းတဲ့မမေ့လေးကိုရောကလေးမွေးပြီးအောင်မယ်ပေါ့မျက်ရည်စာတွေစိုးတက်လာပြီးပြုံးဖိကကိုလို့တော်အဆောင်ပန်းလှဲတော်မင်းရှင်ဟာအဆောင်ရဲ့နောက်ဆက်တွေစကားကြောင့်သင်းရီစုပတ်လိုက်အရှင်ကိုလို့တော်မရဖောက်ပြန်ကြောင်းထင်ရှားလို့အရှုပ်ခံနဲ့ပို့ထားပြီးပါပြီအဆောင်ကတော့သူ့အဖေကချီကျူးမယ်ထင်နေဒါပေမဲ့မမျော်လင့်စွာပဲကန်ချက်2ချက်ရလိုက်တယ်ကန်ချက်ကပြင်းလို့ရှင်သေးရုံနဲ့ခေါင်းဆောင်မိသွားပြီးသွေးတွေစီးကြလာတဲ့အထိပဲအာနာအပြည့်ပါတဲ့ခက်အော်အတန်ကြီးထွက်လာတယ်လာကြစမ်းအခုချင်းငါမိပြသွားခေါ်မင်းတို့အားလုံးမှတ်ထားကိုလို့တော်မိဖောက်ပြန်တဲ့ကောင်ငါပဲအေးသူ့အချုပ်ခံပို့လိုက်တဲ့ကောင်လေးလက်ကိုဖြတ်ပြစ်လိုက်စမ်းအခုချင်းရှင်းရဲ့အမိတ်တန်လေးစုံရောရဲမဲ့ခမမိမျောသွားတယ်ကျင်းကတော့ကြောင်အနေုံမှာပဲသူတို့ဘယ်ချင်းကဘာဖြစ်သွားလဲငါလွတ်သွားလားဒီလောက်ကြည့်နေရတာဘယ်ချင်းကဖြစ်သွားပါလိမ့်နော်ဒါဆိုရှင်အရှင်ကဟုတ်တယ်ကိုရောဘရင်ပဲမမေလေးကကိုရောစိတ်ဆိုးမလို့လားတလုံးပေါ်ထိုင်ရင်ရှောင်းမင်းကိုရှင်ခွင်နဲ့ထည့်ထားတဲ့ရှင်းအတန်ကပျော့ပြောင်းလွန်းနေရဲ့ရှင်းစိတ်ကြည်နေရဖြစ်မယ်ရှောင်းမင်းခမစိတ်ဆိုးရမှာတော့အဲ့ဒီတန်လေးကြားပြီးဘာပြောရမှန်းမသိရောကျွန်တော်မျိုးကမဆိုးရဲပါဘူးကြည်စမ်းဘလို့ပြောလိုက်တယ်မမေကကိုရောရဲ့တူဦးတီတော်မိဖျားလေလို့သူမလေးကပျော်ရွှင်စွာပြုံးနေမျက်ဝန်းမှာအရေးကြီးလေးတွေလဲလို့ကိုရောရှင်းလို့ပဲဇက်ခေါ်နော်သူမနဘူးလေးအသာနမ်းရင်အိတ်ဖို့အစင်ပြေအောင်ပြုတ်ပြင်ပြလိုက်တယ်နားတော့ကိုရောအခမ်းအနားအတွက်စီမံစရာကြီးလှုပ်အောင်မယ်အခမ်းအနားကိုရောနောက်တစ်ကြိမ်မင်္ဂလာဆောင်ကြမယ်မမေအိမ်ကြီးချင်းတိုင်းပြည်တွေမဟာမိတ်တွေကိုဖိတ်ပြီးဟော်ရီယာနဲ့သမီးလေးကကိုရောလိုဖြစ်ကြောင်းကြွားရမယ်ပြီးတော့မိဖုရားကောင်းတင်မြောက်ပွဲလေးတစ်ခါလေးလုပ်မယ်ရှင်းလက်ကိုလှမ်းကိုင်းရှောင်းမရပြုံးပြီးဆိုရယ်ရှင်းသာဖြစ်နေရပါပြီကြံ့နိုင်မလို့ပါဘူးဒီစကားဟာရှင်းရင်နဲ့ထိသွားပြီးရှင်းရှောင်းမိတ်ကိုခုံအုပ်တော်ရယ်ရှင်းကလေးကိုထိမယ်လေကိုညင်တာမှာပါ
ပရိသတ်များရှင်ကျမချစ်သူအယောင်စားတမှုဆိုတဲ့ဇာတ်လမ်းလေးကတော့ပြီးဆုံးသွားပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရှင်။